Hello ဒီနေ့ကတော့ဒါ Stardew Play Through ရဲ့ episode 2ပဲဖြစ်ပါတယ်ဆိုတော့ဒီတနင်္ဂနွေနေ့တိုင်းပေါ့နော်တနင်္ဂနွေနေ့တိုင်းမှာဆိုရင်ဒီ TV မှာ The Queen of Swords ဆိုတဲ့ဒီအစီအစဉ်လာရပေါ့နော်အဲ့ရောက်ကြည့်လိုက်ရင်ဟိုဟင်းချက်နီတစ်ခုပေါ့နော်သူတင်ပေးရယ်ပြီးတော့ဒီအိမ် upgrade ပြီးသွားပြီဆိုရင်ဒါသွားပြီးတော့ကိုယ်တိုင်ချက်လို့ရပြီပေါ့နော်အဲ့တော့ဆိုတော့ဒီနေ့မှာကဒီ episode ပေါ့နော်ဒီ episode မှာကကြတော့ဒီ community center ပြီးတော့ mind ring ကို rush လို့ရသလောက်ပေါ့နော်သွားလို့ရသလောက်ထိသွားမယ်အော်ပြီးတော့မနေတော့မေ့နေတဲ့ဒီဟာနော်ဒီငရှင်းကိုဒီထဲမှာတိမ့်ဖို့မေ့နေဆိုတော့ဒါလေးဆိုတော့ဒီနေ့ကအော်အလူရနေဒီနေ့ကကျတော့ရေလောင်းစရာမလိုရတဲ့အတွက်ဟို mind ring ကိုသွားဖို့အတွက်ပေါ့နော်ဒီနေ့ကအဓိကပြင်မယ် community center အကြောင်းကိုဒါသွားကြည့်မယ်တကယ်ဒီ year 1နဲ့ year 2ပေါ့နော်ဖြစ်နိုင် year 1မှာတော်တော်များများပြီးထားခြင်းတယ်ပေါ့နော်ဒီ community center ရဲ့ quest တွေကိုဆိုတော့အဲ့ဒီ community center ကိုသွားကြည့်မယ်ပြီးသွားပြီဆိုရင်ဒါ mind တစ်ခါလေးဟိုသွားလို့ရတော့သွားမယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ဒါပြင်စရာရှိရည်တစ်ချက်ပြင်လိုက်မယ်ပြင်ပြန်လိုက်မယ် mind တွင်းကိုဒါရောက်ပြီပေါ့နော်ဆိုတော့ mind တွင်းထဲဝင်ဖို့အတွက်ဒါပထမဆုံးဒီ recommend ပေးတာပေါ့နော်ဒါ sim အဓိကလိုတာဒီ package လို့မယ်ဟိုကတော့လိုတော့မလိုဘူးဒါပေမဲ့ဒီလိုမျိုးနေရာလွတ်နေရဆိုရင်ယူလာတာကောင်းတယ်ပေါ့နော်အရင်ကြီးလိုလားဆိုမလိုအဓိကတော့ဒီလက်နက်တစ်ခုခုရဲ့ package ဆယ်ပဲလိုရပေါ့နော်ပြီးတော့စားစရာရယ်ပေါ့နော်စားစရာကျတော့ဟိုမယောင်းတာလည်းဒီကားရောရဲ့ဒီကောင်လိုရမယ်5ခုယူလာတယ်ပြီးတော့ဒီဟာ3ခုနဲ့ဆို chess ကိုယူတာကိုစောင်း recommend ပေးရပေါ့နော်ဘာလို့လဲဆိုတော့ဒီထဲမှာ chess ကထားလို့ရတယ်ဆိုတော့အဲ့လိုထားထားရဆိုရင်ပစ္စည်းအကုန်လုံးထည့်ထားလို့ရတယ်ပေါ့နော်ဒါအခုဆိုရင်ဒီ3ခုလောက်နဲ့ဒါပထမဆုံးစင်လို့ရလောက်တယ်ပေါ့နော်အဲ့တော့ yeah ဒါဘယ်လိုအခြေအနေရှိလဲဆိုတာတွားကြည့်မယ်ပထမဆုံးကတော့အော်ကန်ကောင်းလိုက်တယ်ပထမတစ်ချက်တွေတန်းတွေ့ရဆိုတော့မအဲ့လိုမျိုးတူးသွားပြီးတော့ပေါ့နော်ဒါဒီလိုတကားဟိုလေကားကိုဆက်ရှာရတာပေါ့နော်အဲဆက်ရှာပြီးဆင်းသွားရဆိုရင်နောက်တစ်ဆင်းကိုရောက်မယ်ဆိုတော့ဘယ်အထက်ရောက်နေပြီဆိုတော့ဒီဘယ်ဘက်အပေါ်မှာရှိရပေါ့နော်ဆိုတော့ combat ကတော့ပုံမှန်ပဲဒါအကောင့်တစ်ခုနဲ့တစ်ခုက combat ပုံစံချင်းကွာတယ်ဆိုတော့ဒီဒါကတော့ damage ရင်းနေပေါ့နော်ပြီးတော့ကိုရီတကယ်လိုချင်တာဒီဟာပေါ့နော်ဒီ all ပေါ့နော်ဆိုတော့ဒီ all တွေကိုရသလောက်စုမယ်တော့ပြီးတော့ slime တွေကလာထိရင်ဟုတ်ပြီတွေးပဲရောအမှန်တကယ်နှီးလဲနှီးရပေါ့နော်ဆိုတော့ဘယ်ချိန်မှနှီးလဲတော့မသိပေမဲ့ပြီးတော့ slime တွေကလည်း drop တယ်ပေါ့နော်ပြီးတော့ဒီမှာ head ပါရှိရပြီးသွားပြီဆိုရင်ပြေးဖြစ်မယ်ဆိုရင်တော့ဒီလိုမျိုးဟာပြန်ဆိုင်ပြန်တက်တယ်ဆိုတော့ပေါ့နော်ဆိုတော့ damage ကိုအတက်နိုင်ဆုံးမထိအောင်လို့ကြိုးစားပြသွားမယ်ပေါ့နော်ဆိုတော့တချို့ဟာတွေလက်နက်တွေကြတာရှိရဒီလိုမျိုးနေရာတွေကနေအပြဒီကောင်တွေကကျတော့ crab ရတယ်ခါကျရင် cherry bomb ဆိုပြီးဘုံနေရတယ်ပေါ့နော်ဆိုတော့အနာကတ်မှာဒီကောင်ကပေါ်တာโอเคအခုတော့ဘာမှမတော်အလှကြီးများတယ်ဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာတစ်ခုဆိုတော့ဘယ်ကစင်စင်အတူတူပဲပေါ့နော်ဆိုတော့အဲ့ဒါတော့ရေးမရှိဘူးအဲ့တော့ပထမဆုံးဒီ copper ရသလောက်စုမယ်ပြီးတော့ copper စုပြီးသားပြီဆိုရင်ဟိုတနိုင်တလောက်ပထမဆုံးတော့ဒီ package ဆို level တင်ရမယ်ပေါ့နော်အောက်ဘက်ကိုရောက်သွားပြီဆိုရင်ဒီကြောက်တုံးတွေကလည်းပို့ပြီးတော့မာသွားတယ်ပြီးတော့ enemy ကတော့ဟိုဟာနေပေါ့နော်လက်နက်နဲ့ဆိုင်ဆိုတာထားပါတော့ဒီကြောက်တုံးတွေကပို့ပြီးမာသွားဖြစ်တဲ့အတွက်ပို့ပြီးတော့ upgrade မြင့်ထားတဲ့ဒီ package တွေလိုလာတယ်ပေါ့နော်ဟာကန်ကောင်းလာလေလားဟိုပုံမှန်ပေါ့နော်ဒီကံမကောင်းတဲ့နေ့ဆိုရင်အကုန်လုံးနှီးပဲပြောင်းလို့လိုက်တူးရတာပေါ့နော်အဲ့ဒါပြီးတော့မှဟိုတွေ့ရပါပေါ့နော်ဒါပေမဲ့ဒီနေ့ကတော်တော်ကံကောင်းနေတယ်ပါတယ်ဒါမှမဟုတ်ဒီ play through ကတော်တော်ကံကောင်းနေတယ်ပါတယ်ဘာလို့လဲဆိုတော့ပထမနေ့တည်းကပထမ episode တည်းကဒါတော်တော်များများပေါ့နော်ဟိုကံကောင်းနေပြောလို့ရတယ်လုံးဝရဖို့မလွယ်ဟာကြီးတော်ရတယ်ဆိုတော့ပြီးတော့5ခုရောက်သွားပြီဆိုရင်ဒီဒလိကားပါပေါ့နော်ဆိုတော့ဒလိကားပါရင်ဒလိကားနဲ့ပြန်တက်လို့ရပါပြီပြီးတော့ပစ္စည်းတွေထားခဲ့လို့ရတယ်ဆိုတော့ဒီလိုမျိုးဟာတွေကဒါ mineral ပေါ့နော် mineral ရှိမယ်ပြီးသားပြီဆိုရင် gem လိုမျိုးဟာတွေရှိရပေါ့နော်
ဆိုတော့အဲ့လိုဟာတွေကကျတော့ရောင်းလို့လည်းရတယ်ဒါပေမဲ့ဟိုဗာလဲ library ကိုတွားပြီးလို့ရတဲ့ဟာတွေလည်းပေးမယ်ဒါနောက်ကြရင်ပေါ့နော်အခုကတော့ဒီမိုင်းကိုရသလောက်သွားမယ်ပေါ့နော်ဆိုတော့ဒါကြီးရောင်းလို့မရဘူးထင်တယ်ရောင်းလည်းပတ်စံမရဘူးဒါပေမဲ့25ချက်ပေးပြီးတော့ဒီ blacksmith ပေါ့နော်ဒီလက်နက်တွေupgrade တွေတင်လို့ရတယ်လက်နက်ဆိုတာထက် upgrade PC upgrade တင်လို့ရတဲ့လူစီမှာတွားပြီးတော့တောက်ခွဲမယ်25ချက်ပြီးတောက်ခွဲမယ်ဆိုတော့အထဲမှာဒီလိုမျိုး mineral ရနိုင်တယ်ပေါ့နော်ဒီလို quest တွေဒီလိုမျိုး jam လိုမျိုးတွေပြီးတစ်ခါကျရင်ကြောက်တုံးရိုးကြောက်တုံးရရှိရယ်ကိုယ်ရရှိရယ်ဆိုတော့အထဲမှာဘာမှမဆိုပါနိုင်တယ်ပေါ့နော်ဒါပေမဲ့အရန်ရှားတာတွေတော့မပါဘူးပေါ့နော်ဒါအဲ့ဒီဂျီယုတ်မှာဂျီယုတ်မျိုးဆိုင်အများကြီးပဲရှိတယ်ဆိုတော့ဒါကတော့အခြေခံအကြဆုံးဂျီယုတ်ပေါ့နော်ဒီဆိုရတော့ဆက်ပြီး fan လိုက်အောင်မယ် okay ဆိုတော့ဒီတစ်ခါလေးကျရင်ဒီလိုမျိုးဟာတွေဝင်နေပေါ့နော်ဒီလိုမျိုးရိုးကောင်းပုံလေးပြထားတဲ့ဟာတွေအဲ့ဒီထဲကနေထွက်ချင်အကောင့်တွေအကုန်လုံးကိုတတ်မှထွက်လို့ရပါတော့နော်ဆိုတော့ကိုကဒီခိုင်းမစော့ချင်ဆိုရင်ပြန်ထွက်ပြီးတော့ဒီငါးကနေပြန်စရဒါပေမဲ့အဲ့လိုမျိုးပြန်မစရเนาะအခုကတော့ဒါတတ်လိုက်မှာပေါ့နော်ဆိုတော့ဆက်ကူးရတဲ့အချိန်မှာဒီ test လေးရရပါတော့ဆိုတော့ဖတ်နပ်ပေါ့နော်ဒါကတော့ပုံမှန်ပဲရတာဒီဆက်ကူးမြောက်ရရင်ဒါပထမဆုံးရအောင်ရတယ်ဆိုတော့ဒီကောင်ဆို defense 1 immunity 1ဆိုပြီးတော့တိုးတယ်ဒါဒီလိုတန်းဝစ်လို့ရပါတော့နော်ပြီးတော့ပစ္စည်းတွေထားလိုက်မယ်ရပြီးရင်အောက်ကိုဆင်းလို့ရတော့ဆက်ဆင်းလိုက်မယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးဘယ်လိုခေါ်မလဲ mine card ပေါ့နော်ရှိတဲ့ဒီရထားလမ်းတော့ဟာအဲ့ဒီဟာရှိရဟာဆိုအမြဲတမ်းဒီမှာ6ရှိရပေါ့နော်ဆိုတော့6တွေကလိုတယ်အဲ့တော့နောက်ပိုင်းကျရင်6ပြီးပဲသွားဖမ်းရမယ့်အချိန်ကြီးရှိကောင်းရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့အခုတည်းကဒါရသလောက်ဆိုရင်အားလေးပိုင်းကအဆင်ပြေရပေါ့နော်ဆိုတော့12နာရီထိုးလိုက်ဆိုတာအိမ်ပြန်ကြောင်းမှာဆိုတော့ဒီလောက်နေပဲပေါ့နော်ဒီနေရာဒါပေမဲ့ဒီ chest ထဲမှာ chlorine စာရတယ်ဆိုတော့အဲ့ဒါဆက်ထားရဆိုရင်ဘေးပတ်လည်းမှာအမြဲတမ်းလင်းနေပေါ့နော်ဒါနောက်ပိုင်းကျရင်chlorine နဲ့ accessory နဲ့ပတ်သက်ပြီးလုပ်ရရရှိရပေါ့နော်အများကြီးပဲဒါပေမဲ့ခုကတော့ဒီလိုပုံစံပဲပေါ့နော်ဆိုတော့ဆိုတော့ဘယ်ဟာတွေယူရမလဲမယူရမလဲတစ်ချက်ကြည့်ပြီးတော့ပထမဆုံးတော့အကုန်လုံးထည့်လိုက်မယ်ဆိုတော့ဒီကတစ်ခုရပါတော့ဒါတစ်ခုရလဲတစ်ခုလေးနဲ့ဘာလုပ်လို့မရဘူးဆိုတော့လေဆိုတော့ဘာတွေပြန်ယူရမလဲတော့တုံးယူရမယ်ဒါယူရမယ်တကယ်တော့ဟုတ်ပဲဒါတွေကအရင်မလို့သေးဘူးနော်မလို့သေးတော့ထားခဲ့လိုက်မယ်စားစရာဒါကွက်ဆဲမှာပါတယ်နေအဲ့တော့ဒီကောင်ဒီရင်ထားမယ်ဆိုတော့ကျန်တာယူပြီးတော့ပြေးရမယ်ဆိုတော့ဆောင်းကဒီလက်စုပ်ဝစ်ထားတဲ့ပေါ့နော်ဘေးနားမှာအဲ့လိုလင်းရောင်လေးနည်းနည်းလေးလင်းနေရပေါ့နော်ပြီးတော့ဒီကောင်က2နာရီထိုးရင်လမ်းမှာအိပ်ပျော်သွားတယ်အိပ်ပျော်သွားရင်ပြဿနာရှိရပေါ့နော်ဒီပတ်စံ10%ရောရဆိုပေမဲ့ဟိုအခုကတော့ဘယ်မှမရှိဘူးပေါ့နော်ဒါပေမဲ့ပတ်စံများလာရဆိုရင်အများကြီးရောရပေါ့နော်နောက်1000က max လို့တော့ပြောတာပဲ1000နဲ့1000နဲ့ပိုပြီးမရောတာလားမပြောတော့ဘူးနော်ဆိုတော့တေချာတွက်ကြည့်မှရမယ်ဒါပေမဲ့10%ရောရပေါ့နော်ပုံမှန်ဆိုရင်10%9%နော်10%ဖြစ်မယ်တင်ဆောင်းအိတ်ချင်နေပြီကိုကွာဆိုတူကြဘာမလုပ်တော့အခုကတော့အကုန်လုံးပြည့်ထည့်ပြီးတော့တွားကြိုးရမယ်ဆိုဘာလေးတက်လေတစ်ချက်ကြည့်လိုက်မယ် okay mining တက်သွားပြီ mining proficiency တက်တယ်ပြီးသားဆိုရင် carry ဘုံကိုယ်တိုင်လုပ်ရဒါပေမဲ့ဘုံကကိုယ်တိုင်လုပ်ရင်မတန်ဘူးပေါ့နော်မတန်ဘူးဆိုတော့နောက်ပိုင်းကျတော့မသိတာဒါပေမဲ့အစာပိုင်းက resource တွေအရင်ဖြုံးလို့ဖြစ်သွားလိမ့်မယ်ဆိုတော့ဘယ်မှာကိုယ်တိုင်မလုပ်သိဘူးပေါ့နော်အစာပိုင်းကတော့ okay ဒီနေ့ဆောင်းကန်ဆိုးမယ်ဆိုတော့ဆိုတော့ clean ဆိုရပဲလာတွေ့ပြီဟိုပါလေလက်နက်တောင်ဖြစ်တယ်ပစ္စည်းတွေပါ upgrade တင်ပြီးဖေးပေါ့နော် blacksmith ဆိုတော့ဒီကြောက်တုံးတွေခွဲပြီးတော့
ဗာလဲဒီ or တက်တွေရှာနေဆိုတော့ဒီကြားမိရပေါ့နော်အဲ့တော့မင်းတို့ကြိုးဖို့အတွက်ဒီ finance လိုပဲပေါ့နော်အဲ့တော့ finance ရဲ့ blueprint ကိုပေးရတယ်အဲ့တော့ကိုယ်တိုင်ဒီဟာတွေကိုကြိုးလို့ရပြီပေါ့နော်ရမတေးလုပ်လို့ရပြီရအပြင်ကောပိုက်ရှိရဆိုရင် upgrade မင်းရဲ့ tool တွေ upgrade လုပ်ဖို့အတွက်စဉ်းစားပါတော့ဒါပို့ပြီးတော့မင်းလုပ်တွေပို့ပြီးလွယ်ကူစေရပေါ့နော်ငါအိမ်ပြန်တော့မင်းဆိုပြီးတော့ဆိုတော့ပထမနေ့အတွက်ကအရန်ကို56တာတော်တော်များလို့ပြောလို့ရရပါတော့ဒါမဲ့ကိုကတော့10ခုပဲရှိရဆိုတော့ဒီရလုပ်ဖို့အတွက်ဆိုရင်ကောပါအခု20နဲ့73 25ခုနဲ့လွယ်များလိုက်တာဆောဟုတ်ပြီတခုတော့တခုလောက်တော့လောက်ထားလိုက်နှစ်ခုနှစ်ခုတော့အားဖြစ်တော့ဒီနာကပ်ပြီးတော့ပဲထားလိုက်မယ်နော်ပြီးတော့ဒီကောင်းလေးကိုကြိုးမယ်ဆိုရင်ဒီဟာလေးကိုကင်ပြီးတော့ဒီကိုကလည်းကိုယ့်ရဲ့ဒီ inventory ထဲမှာရှိနေရမယ်ပေါ့နော်ပြီးသွားဆိုလို့ထည့်လိုက်ရင်ကိုနှစ်ခုရောရမယ်ဒီကောင်ဘယ်လောက်တော့ရော5ခု3ခုလား5ခုလားရောပြီးတော့မှဘာတစ်ခုရမယ်ပေါ့နော်ဆိုတော့ဒီနေ့ကပါလာပြရတယ်ဆိုဒီပထမဘိုင်းတော့ကသူအိမ်ထဲဝင်လို့မရတဲ့ adventure key တွေကိုဒီနေ့ဝင်လို့ရပါပြီပေါ့နော်ဟုတ်ပြီပထမဆုံးဒါရေးလောက်မယ်မနေ့ကကျတော့ဟိုပါပေါ့နော်နည်းနည်းပြင်ကုန်ကတော့တိတ်ပြီးမဝင်လိုက်ရအောင်ညဘက်ရောက်ရတယ်ဒီဆိုတော့ကောပါတော့မြင်ရတယ်လောက်ရစကြည့်လိုက်မယ်5ခု3တာဟုတ်ပြီဆိုတော့အဲ့ဒါကြီးအများကြီးပဲကောပါအများကြီးပဲဖန်ရမယ်ပေါ့နော်ပထမဆုံး level မြင့်ကျင်တာတော့ဒီ package ဆိုပဲ level မြင့်ကျင်တယ်ဘာလို့လဲဆိုတော့ပို့ပြီးတော့ all တွေဟိုဖြစ်လို့ရအောင်ပေါ့နော် level သွားမြင့်3ရက်လာမသိစောင့်ရတယ်ဒါကြီးကြားထဲမှာကျတော့ငါဖန်တာတို့တခြားအားကြီးလောက်ရမှာပေါ့နော်အားလေးရတယ် nice ဒီကောင်အောင်မှရေးသားဖြည့်ပေးလိုက်အောင် community center ဘယ်ရက်လဲဒါပေမဲ့10ရက်တော့မကြိုးဘူးထင်တယ်ဒီနေ့လည်းဖြစ်မှာတစ်ချက်သွားကြည့်လိုက်မယ်community center စပြီးတော့ပွင့်ဖို့အတွက်ဆိုရင်သူကတ်ဆင်ရှိရပေါ့နော်အဲ့ဒီဟာအတွက်ကဒီမြို့ထဲကနေရာကိုသွားလိုက်ရတယ်ဒါဘာလို့ okay စလိုင်းစေအောင်တခိုင်းတယ်level မိုင်းအခု40ဖြစ်နိုင်ဒီနေ့တင်မယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒီမှာ community center စပြီပေါ့နော် community center quest so Lewis ကကြည့်ဒီကြောင့်ရှင်းပြမှာပေါ့နော်အရင်စုံနေမတုံးတော့တာကြာပြီပေါ့နော် Pelican Town Community Center ပေါ့နော်စွန့်ပစ်ထားကြာပြီဆိုပြီးတော့ဒါအရင်တော့ဆိုရင်အမြဲတမ်းဒါလူရင်းနဲ့ပြည်ရသူတို့ဂုံရတဲ့ဟာပေါ့နော်ဆိုတော့ဆက်စရာဖြစ်သွားပြီတဲ့ဆိုတော့လူငယ်တွေကဟို community ဒီလူတွေနဲ့ဘယ်လိုပြောမလဲဆက်ဆံထက်ဆိုင် TV ရှိမှပဲထိုင်ပြီးအချိန်ဖြုံကြရပါတော့နော်ဒါပြောငါပြောပြမယ်ပေါ့နော်ဒါဘယ်လိုမလဲဆိုတော့ဒီကြိုးကြဒီ community corporation ရပါတော့ဒီဟာကြီးကိုသူရောင်းဖို့ပြောရပါတော့ဒီဟာကိုပြီးတော့ဘယ်လိုမလဲကုန်းထောင်ရုံအနေနဲ့လုပ်ပဲဆိုပြီးတော့ပြောနေရပါတော့ဒါပေမဲ့လူ့ဝိစာမရောင်းချင်ဘူးပေါ့နော်ဒါပေမဲ့ဂျိုးချကုမ္ပဏီရဲ့ဒီ membership ကိုတယောက်ကသာဝယ်လိုက်မယ်ဆိုရင်ငါဒါကြီးကိုရောင်းလိုက်တော့မယ်ပေါ့နော်ဘယ်လိုပြောမလဲတကူတကကြီးဘာမှတော့မရင်မထားတော့ဘူးဆိုပြီးတော့ဆိုတော့ community center ဆိုတာဒီဟာပေါ့နော်ဆိုတော့ quest တွေတစ်ချက်သူ့အထက်မှာရှင်းပြလိုက်မယ်
လူးဆိုတော့ဘာနာမလဲပေါ့နော်ဒါပေမဲ့ဒါကိုရီပဲနားလေတဲ့ဟာကြီးဆိုတော့ဒီဟက်လေးပေါ့နော်ဒီဟက်လေးရှိနေအဲ့ဒီကတကလေးနှစ်ကောင်ပေါ့နော် Vincent နဲ့ Jess ဆိုတာတို့လောက်ထားရထင်တာဆိုအမှန်တကယ်မဟုတ်ဘူးဆိုဒီလိုအကောင်လေးတွေရဲ့အိမ်ရောနော်လက်ပြဆိုကိုကောင်လန့်သွားပြတက်လက်ကြည့်မရှိဘူးပေါ့နော်မရှိတော့ဆိုဘာဖြစ်တာတော့နဲ့ဖျားနေရလားတဲ့ဆိုပြအဲ့ဒါရှင်းပြဒီမှာတွေးလိုက်တယ်ပေါ့နော်တွေးလိုက်တယ်ပြောတော့ကြွက်တီပဲနေမှာပါဆိုပြီးဒီမှာထပ်ပေါ်လာငါမင်းငါ့ကိုစွန့်ရအောင်လုပ်နေဆိုပြီးတော့ဤပြန်တော့မယ်လေးတွေစားလိုက်မယ်ပေါ့စားလိုက်အောင်မယ်ပေါ့နော်ပြဒီဟာစာကမလေးစနာပွင့်သွားပြီပေါ့နော်ဒီဝင်လို့ရပါပြီပေါ့နော်စာချင်းရှိရဆိုရင်အထက်ကကြွက်လေးကိုဖန်ပေါ့နော်ဆိုပြီးတော့အဲ့ဒါပျော်ပြီးတော့ဒီကတ်စင်ကပြီးသွားတယ်ဇနောက်ကျမှပြန်လာပြီးတော့လေ့လာမယ်ဆိုမိုင်းနေတော့ပါမယ်ဆိုမှဟုတ်ပြီဆိုတော့ community center ကဒီမှာဒီလိုဟာလေးရှိရပေါ့နော်ဆိုပထမဆုံးဒီကောင်ကိုတွားကြည့်ရမယ်တွားကြည့်ရင်ဘာမှနားမလဲဘူးနော်ဘာရေးထားလဲဆိုပြီးတော့ပြီးသွားပေါ့နော်ဇလန်ဒီမှာပြီးသွားရဲ့အခုကဘာမှဆက်လုပ်လို့မရသေးဘူးဇနောက်နေ့ကျမှဒီဇလန်ဆက်မှာပေါ့နော်ဒီကောင်မြန်ဆန်ပြောမယ်ဆိုရင်ဒီဇလန်ဒီဟာကြီးတစ်ခုတော့ပြင်ရမှာပေါ့နော်ပြင်လိုက်ရင် community center ပြီးသွားမယ်ဆိုတော့ပြင်နေနဲ့ the reward တွေပေးရပေါ့နော်တစ်ခုပေးရဆိုတော့အဲ့ဒီဟာကိုလိုချင်တော့ community center ကိုလောက်ရမှာပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုထပ်လုပ်လို့ရတယ်ဘာလဲဆိုတော့အဖိုးကြီးပြောသလို Louis ပြောသလိုဒီဂျိုးကြရဲ့ဟိုပါပေါ့နော် membership ကိုကိုကဝယ်လိုက်မယ်ဆိုရင် community center warehouse ကြီးဖြစ်သွားမယ်ဒါပေမဲ့community center မှာရမယ့်ဟာတွေကဆိုတော့ friendship ရတဲ့ဟာလွဲလို့ကျန်တဲ့ဟာတွေအကုန်လုံးပတ်စံနဲ့ဝယ်လို့ရပါမယ်ပေါ့နော်ဂျိုးကြမှာဂျိုးကြဒီ company မှာအဲ့တော့နှစ်လမ်းသွားလို့ရတယ် community center အတိုင်းလုပ်လို့ရတယ်ဒါမှမဟုတ်ဆိုရင်ဂျိုးကြဒီသူတို့စီကိုပတ်စံပေးဝယ်လို့ရတယ်နော်ပတ်စံနဲ့ဆော့ချင်တယ်ပတ်စံပေးဝယ်ရဒါပေမဲ့ဘကောဘယ်လိုလဲတိတ်ပြောမကောင်းဘူးနော် community center တကယ် quest လောက်တာပို့ပြောဖို့ကောင်းတယ်ဆိုတော့အဲ့ဒီအတိုင်းပဲတောင်းရပေါ့နော်ဟိုကောင်းကြတယ်ဆော့တာအတိပဲတိတ်မရှိဘူးပတ်စံပဲ fan ရတာဖြစ်သွားတယ်ဆိုတော့အတွက်ဆိုတော့ဒီနေ့လည်းဒီမိုင်းကိုရတော့ဆက်ဝင်မှာဆိုတော့ community center ကိစ္စနောက်နေ့မှာဆက်မယ်ပေါ့နော်ဒီနေ့ကတော့ဒါမိုင်းကိုဆက်ဝင်လိုက်အောင်မယ်ရှေ့ရက်နေ့တုန်းကrecording လုပ်ဖို့မေ့ပါတယ်ပေါ့နော်အဲ့တော့ဒီ9ရက်နေ့ဆိုတော့ဘာမှတွေ့ကြမလို့ပေါ့နော်မနေ့ကတော့ဒါမိုင်းနေနဲ့ဝင်ပြီးပါတယ်ဆိုတော့ဘာတွေရလာလဲဆိုတော့ပစ္စည်းအကုန်လုံးချင်းကောက်ထည့်လိုက်တာဆိုဟိုကအင်ဂျီပေါ့နော်အင်ဂျီလဲလိုက်တယ် character အင်ဂျီရလာပေါ့နော်ကျွန်တော်တွေ့ကြတာမရဘူးဒီနေ့ဒါတွေလုံးမယ်ရေလောင်းမယ်ပြီးသွားရင်တော့ဟိုရိုဘင်ကလာကြော်ညာပေါ့နော်ရေတွင်လုပ်လို့ရတယ်ပေါ့နော်ဒီမှာစတုံး85ခုနဲ့ပတ်စံ1000နဲ့ရှိမယ်ဆိုရင်ရေတွင်လုပ်ပေးမယ်ပေါ့ဆိုပြီးတော့ဟုတ်ပြီဒီကောင် community center ရဲ့အဆက်ပေါ့နော်ဆိုတော့ဒီ wizard ပေါ့နော်အောက်က wizard ပေါ့နော်Rasmodius okay Rasmodius ဆိုတော့ဒီ wizard ပြောရကြတော့ community center အဟောင်းနဲ့ကိုမင်းကသွားရတယ်ဆိုပြီးတော့ငါခံစားနေရတယ်ပေါ့နော်ဘာလို့ငါစီလာပါလားပေါ့နော်ဆိုတော့နောက်ဒီ forest လေးရဲ့အနောက်ပိုင်းမှာရှိတယ်ချိန်မှာရှိရပေါ့နော်ဆုံးတာပါမှာတဲ့မင်းရဲ့ဒီကြွက်ပြဿနာပေါ့နော်ဆိုတော့အကောင့်လေးရဘာလဲဆိုတော့သူရှင်းပြမယ်ဆိုတော့ပြောပြလို့ရတယ်ဆိုတော့ information ရှိရပေါ့နော်ဆိုပြီးတော့ပြောတယ်ဆိုတော့ဒီနေ့လည်းမိုင်းနေကိုတေချာတော့လို့ရမှာမဟုတ်ဘူးဆိုတော့ဟုတ်ပြီဒီနေ့ကဆိုတော့ဝိဇက်စီသွားမယ်သွားပြီးသွားပြီဆိုရင် community center အကြောင်းနည်းနည်းထပ်ပြီးရှင်းပြပြီးသွားပြီဆိုရင်အတေချာတော့ကြည့်မယ်ပေါ့နော်တကယ်ဒီ series ရဲ့အစာပိုင်း10ပိုင်း15ပိုင်းလောက်ကအဲ့ဒီ community center UTV လုံးမှာဆိုတော့အဲ့ဒီဟာတကယ်တကယ် goal တွေပေါ့နော်ဒီလိုတက်ကြည့်မယ်တေချာဘယ်လိုလုပ်မယ်ဘယ်လိုစီစဉ်ထားရဘာညာဆိုတော့တေချာပြောပြမယ်ပြီးသွားပြီဆိုရင်ကျန်တဲ့အချိန်ကို5ဖန်ပြီးတော့ပြီးလိုက်မယ်ပေါ့နော်ဆိုတော့အခုကတော့ဘာမှထူးထူးခြားခြားယူရဆရာမလိုဘူးနောက်တစ်ချက်တစ်ခုလုံးသိနေပြီ
အခုလောက်လိုက်မယ်မြန်တာပဲရော့ဒီကောင်ရေငါမြတာရှိပါတယ်မယ်ဆိုတော့wizard စီရောက်ရင်ပြန်လာခဲ့မယ်yes so ဒီက wizard နေရာပေါ့နော်ဒီမှာ stone tower ဆိုတော့အခုမှစဆိုတဲ့လူတွေကဒီနေရာဒီနေရာတွေဘယ်လိုသွားလဲဗါလဲညာလဲမသိဘူးဆိုရင်မြေပုံကြည့်ပေါ့နော်မြေပုံဒီကနေပြီးအောက်ဖောက်ဆင်းပြီးဘယ်ဘက်ချမ်းမှရှိရဲဆိုတော့ဖုန်းနဲ့ဆော့တဲ့ player တွေကတော့ဘယ်လိုလာမလဲမသိဘူးဆိုရင်ဒီ mouse ကိုအပေါ်တင်လိုက်ရပေါ့နော်ပုံမှန်ဆိုရင်ဘယ်နေရာဘာညာဆိုတာသူတို့ရေးထားရပေါ့နော်မဘယ်နိုင်တီဖွင့်နေဆိုတာဆိုတော့ yeah ဒါလည်း information ပေါ့နော်ဒါမြေပုံကြည့်ပြီးသွားလို့ရတယ်ဆိုတော့ okay ဝင်လိုက်ရwhat's up သူတို့ဒါမော်စကားပေါ့နော်ဒါရှင်းပြအသေးစိတ်ကြီးအဲ့လိုကြီးကျတော့ဘယ်လိုလဲဘာလာကြီးမပြန့်ချင်တော့ရှုပ်ကုန်အမေပြတဲ့တခုရှိရဲဆိုပြီးအကောင်လေးဟိုကောင်လေးကိုခေါ်လိုက်မင်းကောင်မြင်မှုရမလားဆိုပြီးဂျူနီမိုးဆိုခေါ်တယ်ဂျူနီမိုးလေးဝိညာဉ်လေးပေါ့နော်ဒါပေမဲ့သူစကားမပြောဘူးပေါ့နော်ပြောက်လိုက်ဘာလို့ community center စီသူတို့ပြောင်းလာတယ်မသိဘူးတဲ့ဒါပေမဲ့မင်းသူတို့ကြောက်စရာဘာမှမရှိဘူးပေါ့နော်သူရှင်းပြအမစာအုပ်ပုံလေးဆိုတွေ့တယ်မသိတာစာအုပ်အကြောင်းရှင်းပြလိုက်တယ်ဟမ်နဲ့ဒီစာအုပ်ဆိုတဲ့ scroll ပေါ့နော်ဆိုတော့နားမလဲဘာသာရပ်နဲ့ရေးထားဟုတ်လားတဲ့ဆိုပြီးတော့စိတ်ဝင်စားစရာပဲဆိုပြီးတော့ခဏဒီမှာစောင့်ငါသွားကြည့်လိုက်မယ်ဆိုပြီးတော့အကွက်ပြတွေ့ပေါ့နော်ဆိုတော့သူနားလေအောင်လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူနားလေအောင်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ငါတို့တွေဒီဂျူမီနိုလေးတွေကတဲ့မင်းကိုကူညီဖို့အတွက်မင်းကိုကူညီရတာပျော်ပါပေါ့နော်ဒါပေမဲ့တဲ့ Reserve South Valley if you are one with the forest you will see the true nature of this growth ဆိုတော့ဒီဖတ်နိုင်ဖို့အတွက်ပေါ့နော်မင်းရဲ့ဒီတဘာဝတရားနဲ့တထထဲကြာနေဖို့လိုတယ်ဆိုပြီးတော့ပြောတဘာဝတရားမဟုတ်ဘူး forest ဘာလို့ခေါ်လဲတစ်တော်နေပေါ့နော်သူအချိန်ရပါဒီလိုလားတဲ့ဆိုပြီးသူရဲ့ဒီဒီ forest ကနေလာတဲ့ဝိုင်းနဲ့ ingredient ပြည့်နေနေပေါ့ဘာညာဆိုပြီးတော့မင်းနဲ့ရလာဆိုပြီးရောရတောက်တယ်မင်းခဏကိုလည်းဝင်သွားမယ်ပေါ့နော်တောက်လိုက်ဆိုပြီး plus 1 energy so wizard ကလိန်ဝီးတိုက်လိုက်ဟိုင်ပါစာဒီတိုင်းပဲပေါ့နော်ဒါတစ်တော်နဲ့တစ်ထက်ထဲကြာရဲဆိုရယ် animation okay အဲ့တော့ forest magic ကိုမင်းရပါပြီပေါ့နော်အဲ့တော့ Gemino so yeah Genimo Genimo ပေါ့နော်ဆိုတော့ Genimo သူတို့ဟာလေးရဲ့နားလဲသွားပြီဆိုပြီးသွားပြီဇလန်ဒီမှာအဲ့တော့
community center တစ်ချက်ပြန်သွားလိုက်မယ် yes ဆိုတော့ရီလောင်းနေနဲ့ဒီဘေဘက်ဒီတောင်းနာမှာပေါ့နော် festival ရှိရဆိုပြီးတော့လာပြောနေအဲ့တော့ festival တစ်ချက်အရင်သွားကြည့်မယ်ပြီးကြမှာ community center ပေါ့နော်ဆိုရဆိုတော့festival တောင်းမလို့ပဲပေါ့နော်ဒါပေမဲ့ community center အရင်တောင်းဖို့စဉ်းစားလိုက်တယ်ဘာလို့လဲဆိုတော့ festival ကသွားပြီဆိုရင်တခါလေးညရောက်သွားလာမသိအဲ့တော့ဒီကောင်အရင်လုပ်မယ်ပေါ့နော်အဲ့ဆိုဟုတ်ပြီလာပါပြီเนาะအဲ့တော့ bandai လာပြီဆိုတော့ craft so bridge တွေပဲတဲ့ဒီကောင်တွေအကုန်လုံးပြည့်အောင်လုပ်နိုင်မယ်ဆိုရင်Avenger Gate ရဲ့ဘေးနာ bridge ပြန်ပြီးတော့ကောင်းရမယ်ပေါ့နော်ဒီဟိုကြီးကတရားဆိုတော့ဒီလိုကောင်တွေကိုလာထည့်ရပါပေါ့နော်ဆိုတော့အဲ့ဒီအတွက်အကုန်စုနေအခုဟာဒီကောင်ကိုအိမ်ပြီးတော့ပေါ့နော်ဆိုတော့ဒီကောင်ကကြတော့ဒါ 4 မှာရမယ်ဒီကောင်က summer ဒီကောင်က winter ဆိုတော့အခုကဒီကောင်၄ခုပဲရပါဒါလမ်းမှာပေါက်တဲ့ဟာကြီးပဲပေါ့နော်ဒီ၄ခုကဒီအလဲကကြတော့အပင်ဒီကောင်က၅ခုထည့်ရမယ်၅ခုထည့်ရမယ်ဆိုတော့စဉ်းစားနေတာကဒီ mushroom တွေက mind 2နေဒီ၃ခုပေါ့နော် mushroom နဲ့ carrot နဲ့ဒီ၃ခုက mind 2နေရတယ်ဆိုတော့ဒီ၃ခုအတွက်ကကြတော့အပင်ကိုဒီတပါဆိုလားအဲ့ဒီဟာလေးလောက်ရတာပေါ့နော်မော်ရယ်ကလည်းရမလားမသိဘူးကန်းကြီးဟာနေမပြောတော့ဆိုတော့ဒီနှစ်ခုကကျတော့တခြားနေရာတော့မှရရဆိုတဲ့အတွက်ဒီကောင်နေရာနောက်မှာပေါ့နော်အဲ့တော့ဒီကောင်လေးနှစ်ခုကိုမကြိုးစားဘဲနဲ့ဒီ6ခုတွေက5ခုရအောင်လုပ်မယ်ဆိုတော့ဒီဘက်ကောင်ကျပုံမှန်တိုင်း fan မှာပေါ့နော်ဆိုတော့ဒီကောင်10ခုလိုတယ်အဲ့တော့အဲ့10ခုတည်း ace ကိုဒီပစိန်ကို level တင်ဖို့လိုရပေါ့နော် level နှစ်ခုတင်ဖို့လိုရဆိုတော့အစာပန်းကတော့ဘာမှလုပ်ဆံမလို့ဆိုတော့ဒီကောင်အခုပြန်ယူလိုက်တာပိုကောင်းမလားမသိဘူးဆိုတော့ဘာလို့လဲဆိုတော့ပြီးရင်ဟိုဟာပွဲသွားမှာ sorry အဲ့ရချက်ပြန်လာနေမယ်ကဲဆိုတော့ပြန်ရောက်လာပြီအဲ့တော့ဒါထည့်လို့ရတဲ့ဟာလေးဆိုတော့သူတို့လှုပ်နေပေါ့နော်ရော့ shift နေပြီးထည့်လို့ရတယ် okay ရတယ် okay ဘန်နဲ့ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးရတယ်ပေါ့နော်ဆိုတော့ spring seed white spring seed အခု30ရတယ်ပြီးတော့ဒါတစ်ခုယူလာရော့ဆိုတော့ဒီကောင်လေးရဘန်နဲ့ပြီးသွားပြီဆိုတည်သွားပြီးတော့တခြားဘန်နဲ့အသေးပွင့်တယ်ပေါ့နော်အားလုံးပေါင်းဒီokay ကာစာပါပြအောင်နော်နှစ်ခုအသစ်နှစ်ခုတိုးရပေါ့နော်ဒီဘာလို့ခေါ်လဲဒီမီးဘိုမှာမြင်ဒီ1 2 3 4 5 6ခုတန်တယ်6ခုပြီးအောင်လို့လောက်ရမှာပေါ့နော်ဆိုတော့ပထမတစ်ခုပြီးရတဲ့အတွက်ဒီနှစ်ခုပေါ်လာဆိုတော့ဒီကောင်တစ်ချက်သားရှိဒီကောင် pantry ကကျတော့အပင်နေစိုက်ရမှာပေါ့နော်ဒါကြောင့်အခု spring မှာစိုက်လို့ရတဲ့ဟာကြီးဆိုတော့ဒီကောင်ကျ anime ကနေရတဲ့ပစ္စည်းကြီးဆိုတော့ဒီမှာရတဲ့ဒီ large mid တို့ large arc တို့ပေါ့နော်ဆိုတော့ large ပေါ့နော်အကြီးပါတဲ့ဟာတွေကဘယ်လိုလဲဆိုတော့ဒါအကောင်မွေးရုံနဲ့မရဘူးပေါ့နော်တေချာသူတို့ပြုစုပြီးတော့လုံမှာသူတို့ရလူနဲ့ခင်သွားတော့မှအကြီးရဥတာပေါ့နော်ဆိုတော့ဒီကောင်5ခုထည့်ရမှာဆိုတော့ဒီ5ခုနဲ့တွားမယ်ပေါ့နော်ဒီ5ခုဆိုတော့ဒီကောင်လည်းတော်တော်ကြာမှရမှာဆိုတော့အရင် refresh ရမလို့ဆိုတော့ဒါကျတော့စောစောမှဟာတွေကိုမှဟိုပြန်ပြီးတော့ကောင်းပို့ပြီးကောင်းအောင်လုပ်တဲ့ဟာတွေပေါ့နော်ရဆိုတော့ဒီကောင်6ခုထည့်ရမှာဆိုတော့တစ်ချက်စီစဉ်ရမယ်ဆိုတော့ဒီကောင်ကအရင်ရေးကြီးရယ်ဆိုတော့ဒါတလာချင်းစီမှာရတဲ့အပင်တစ်ခုစီပေါ့နော်ဒါပေမဲ့ရွှေရောင်ဖြစ်ရမယ်၅ခုဖြစ်ရမယ်ဆိုတော့ဖြစ်နိုင်ရင်ပထမနှစ်ကလေးဒီကောင်ကိုအပီးပထမနှစ်ကလေးကပြီးနေတာပေါ့နော်အဲ့တော့wiki မှာရှာကြည့်တဲ့အချိန်မှာသူတို့ recommend ပေးတာဘယ်လိုလဲဆိုတော့ဒီကောင်ကြီးကတစ်ခုစိုက်ဖို့4ရက်ကြာပါတော့အဲ့တော့ပထမဆုံးကတော့ရသလောက်ပုံမှန်တိုင်းအပင်လေးပုံမှန်တိုင်းစိုက်သွားပြီးတော့နောက်ဆုံး8ရက်လောက်ကျန်တဲ့အချိန်မှာဒီကောင်ကို try သင်တယ်ပေါ့နော်အဲအကြောင်းမျိုးစားစုနေတယ်မျိုးစားစုပြီးတော့အခု90ပေါ့နော်သူတို့ recommend ပေးတာအခု90စိုက်မယ်ဆိုရင်ရနေနေကြာပြီးတော့အခု90စိုက်မယ်ဗာလဲဆိုတော့ fertilizer လည်းမျိုးစားလည်းပါမယ်ဆိုရင်ဒီကောင်ကရနိုင်ခြေအရန်များရယ်ပေါ့နော်ရဖို့တေးကြတလောက်ရှိရယ်ပေါ့နော်အရန်ကန်ဆိုရင်မှဒါမရမှာပုံမှန်ဆိုရတယ်ဆိုတော့ဒီကောင်ရှိမယ်အဲဒါကြဆမ်မာရှိမယ် for ဒီကောင် animal ဆို winter အပင်ဆိုင်လို့မရဘူးဆိုတော့အဲကြောင့်မရှိရပါဘောနော်လမ်းမှာပေါက်တဲ့အပင်ပဲရှိရဆိုတော့
ဆိုတော့ဒီက anime နှစ်ခုဟုတ်ပြီပြီးတော့နောက်ထပ်အရေးကြီးတာတစ်ခုနောက်ထပ်အရေးကြီးတာဒီမှာ9ကန်ပေါ့နော်9ကန်ရဲ့ ban တွေရှိတယ်ဆိုတော့အဲ့ဒါကြတဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဒီကောင် river fish လို့ပြောရဲဆိုရင်ဒါမြေထဲမှာဖမ်းလို့ရတဲ့ကောင်ဒီကောင်ဆိုရင်ညဘက်ဖမ်းလို့ရတယ်ဒီကောင်ဆို ocean ပေါ့နော်ဆိုတော့ဟုတ်ပြီငါ၄ခုရှိရဲဟိုဟာဘယ်လိုပြောမလဲပင်လယ်ဆိုပင်လယ်မှာဖမ်းလို့ရတယ်ဆိုပေမဲ့ဒါရာသီအလိုက်ရတဲ့ကောင်တွေရှိရမရတဲ့ကောင်တွေရှိရအချိန်တွေရောမိုးရွာတာတွေပါဒီကောင်ဆိုညဘက်မှာရကွာညဘက်ကိုမှရာသီနဲ့လိုက်ပြီးတော့လဲကွာသေးရဲ့ဆိုတော့ဒီလိုမျိုးတွေရှိတဲ့အတွက်ဆိုတော့ဒီကောင်လေးကိုကြတော့ဘယ်လိုမလဲတေချာလောက်ထားတဲ့ဒီ Google spreadsheet ရှိရပေါ့နော်ကိုယ့်ကိုလောက်ထားပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကြည့်ပြီးတော့ရတဲ့အားတဲ့အချိန်မှာဖန်အောင်မယ်ပေါ့နော်ဆိုတော့နွေရာသီဒီ spring မှာကနွေဦးရာသီမှာကျတော့ဖမ်းမဲ့ကောင်တွေပြီးတော့မပြီးသေးဘူးထင်တယ်အဲ့တော့အဲ့ဒီကောင်တွေလည်းဖန်ရင်လည်းတခါလေးစုပါမယ်ပေါ့နော်ဒီ၄ရာသီတခါလေးတစ်ပတ်ပြီးရနဲ့အကုန်လုံးတခါလေးဒီဘန်တွေပါတခါလေးပြီးအောင်လို့ပေါ့နော်ပြီးနိုင်စောစောပြီးကျင်တာပေါ့နော်နောက်နှစ်ဆောင်းနေရဆိုပေမဲ့အစောဆုံးအများဆုံးပြီးကျင်တော့အဲ့လိုမျိုးတေချာရှာပြီးတော့လောက်ထားပါတော့ဆိုတော့အခုကတော့ဒီ festival ရှိရပါတော့ festival ကocean ဒီကမ်းခြေ beach မှာရှိရဖြစ်တဲ့အတွက်ဆို beach ကိုသွားမယ်ပေါ့နော်ဆိုတော့ဒီကောင်တဲ့ဒီဟာတွေကပစ္စည်းလေးကြားရတယ်ပေါ့နော်အဲ့တော့ညလမ်းကြုံရင်တစ်ချက်လိုက်ပြီးဖွင့်ကြည့်ပေါ့နော်ဆိုတော့တကယ်ကဘာပွဲမှမရှိဘူးပေါ့နော်အမြင်မဲ့မှားလားရှာပဲမတွေ့ရလားမသိဘူးဆိုမရှိဘူးပေါ့နော်အဲ့တော့ညနေဘက်ပါရောက်လိုက်ရှာနေအဲ့ဒါနဲ့ကမ်းခြေနဲ့နီးရဆိုပြီးအဲ့ဒါငါးဖမ်းပြီးတော့ပြန်လာခဲ့လိုက်ရပေါ့နော်ဆက်ညဘက်ဖမ်းတာဒီကောင်ကြီးရတယ်ဘာမှဘာမှမလုပ်လိုက်ရပဲနဲ့တရက်ကုန်อ่ะနှမျိုးစရိုက်ဆိုတော့ဒီနေ့ကတော့တရားပေါက်ဟိုပါပေါ့နော်ဗာလဲ mining နဲ့ကို share ဝင်မယ်ပေါ့နော်မနေ့ကမိုးရမှာပဲဝေးဒီနေ့ကန်တော့မဆိုစောတာတနင်္လာနေ့လာပြီးတဲ့ဟာဗုဒ္ဓုံနေ့တနင်္ဂနွေနေ့ပေါ့နော်လာတဲ့အစီအစဉ်ကဗုဒ္ဓုံနေ့ကျရင်ပြန်လာရဲဆိုတော့တနင်္ဂနွေနေ့တကယ်လို့လွတ်သွားခဲ့ရင်ဗုဒ္ဓုံနေ့ပြန်ပြီးတော့ကြည့်ပြီးတော့ recipe အသစ်တင်လို့ရတယ်ပေါ့နော်ဒီဘက်6ခုကနေ10ခုတောင်ရတယ်တေချာပေါက် level တစ်ခုတော့တက်လာတော့ဟုတ်တယ်မလားအဲ့ဆိုဒီမှာ15ခုက15ခုပဲထားကွာတခု100နေပဲအတွက်ပေါ့နော်120လားဒီကောင်ပုံမှန်ရောင်းဆိုတော့ဘယ်လောက်မြက်လဲပြီးမှတစ်ချက်ကြည့်အောင်မယ်တော့ဆိုတော့မိုင်းနေနဲ့တော့ပြင်လိုက်မှာပေါ့နော်ဒါပါတခါတဲ့ဒါရောက်မို့လေဒီကောင်นี้ကပုံနဲ့ထည့်ပါလို့ရပဲဆိုတော့ဒါကြ library သွားပြီးဖို့အတွက်မနီတော့ပိတ်သွားတယ်ပေါ့နော်မသွားမပြီးပြတာဆိုတော့ဒီကောင်นี้မလို့ဆိုတော့ပြီးအခုစီစဉ်တဲ့ပတ်စံလို့တရားမဟုတ်ဘူးဆိုတော့ဒီတိုင်းပြစ်ထည့်ရနိုင်မယ်ဆိုတော့အဲ့ဒီကိုသွားဖို့အတွက်ယူရမယ့်ဟာယူပြီးပါဆိုရင်တစ်ချက်သွားလိုက်မယ်ဒါဆိုမိုင်းလေးနဲ့ရောက်ပြီဒါပေမဲ့ဗာလဲဘယ်လိုပြောမလဲဒီဟာကပေါ့နော် community center ပြီးသွားပြီဆိုရင် community center ထဲမှာ quest တစ်ခုရှိရပေါ့နော် mine နဲ့ပတ်သက်တဲ့ quest တစ်ခုပေါ့နော်ဆက်ရပြီးသွားပြီဆိုရင်ဒီကောင်ကစီးလို့ရအောင်မှာပေါ့နော်ဆိုတော့အဲ့ဒီကောင်ကိုအရင် rush နေဘာလို့ဆိုအိမ်ကနေစီးတယ်တခါလေဒီကိုရောက်တယ်ကွာအခုကအိမ်ကနေဒီကိုလာနေတယ်အချိန်ကကုန်နေဆိုတော့လေအဲ့ဆိုဒီနေ့ကတော့အခုအိမ်ဘက်ကဒီ20မှာ20မှာဓားရတာဒီဓားပေါ့နော်အရင်ဓားဆုပ်မှုတော့နည်းနည်းကောင်းနေတာရတယ်ညဆိုဒီနေ့ rush မယ်ပေါ့နော်ဆိုတော့တဏီကုံလည်းအချိန်ရှိရဆိုတော့အတွက်ဘယ်လောက်ထိရောက်ရလဲဆိုပြီးမှတစ်ချက်ပြန်တွေ့ကြဆိုတော့ည7:10နာရီခွဲသွားပြီဆိုတော့ဒီနေ့တလောက်ပဲပေါ့နော်ဒါပေမဲ့ဒီကတော့ရတဲ့ပစ္စည်းကြတော့အများကြီးပဲရတယ်ဆိုတော့ဒီကောင်ကကျတော့ပြန်ယူရမယ့်ဟာကြီး35အထိ36ထိသွားလိုက်လို့ရတယ်ဆိုပေမဲ့ဆက်သွားနေအချိန်မလောက်တော့လို့ပေါ့နော်ဒါ35အထိပဲသွားတယ်ပြီးတော့ဒီကောင်နေယူပြီးပြန်တော့မယ်ပေါ့နော်
ဆိုမနေ့တော့ဒီအာလူတွေတိန်းလိုက်တော့ furnace level 2ရပါတယ်ဆိုဒီမှာ sprinkler ဒီကောင်ကိုစောင့်တာဗောနော်ဒီကောင်ကဘာလဲဆိုတော့ဒါရေဖြန်းပေးရဲ့ကောင်ဗောနော်ကိုယ်တိုင်ရေဖြန်းစရာမလိုဆိုဒီကောင်ကို share fan ကျင်တာဆိုတော့ဒီကောင်ကိုဥတီပြီးတော့ဒီဘာလို့ခေါ်လဲ mind drain ကိုဗောနော်ဒီကောင်ကို fan ကျင်တော့ပြီးတော့ mayonnaise machine ကကြတော့ဒီမှာ mayonnaise လောက်တာဗောနော်ကြက်ဥကနေလောက်တာဆိုတော့အဲ့ကောင်ကြက်မွေးပြီးမှလာမယ့်ကိစ္စဆိုတော့stone defense ကလည်းအကောင်အနေနဲ့ပတ်သက်တဲ့ဟာဆိုတော့ mind drain မှာဒီ staircase ရှိတယ်ဆို staircase ကကြတော့သူကဒီကြောက်တုံးအခု100နဲ့လောက်ရတာဗောနော်ဆိုတော့လောက်လိုက်ရင်သူ level တခုကိုကြော်ပလိုက်လို့ရတယ်ဆိုတော့ဆောင်းဝမ်း OP ရေဗောနော်ဒါပေမဲ့နောက်ပိုင်းကျမှလို့မှာအခုကတော့ပုံမှန်အတိုင်းနဲ့လုံလောက်တယ်ဗောနော်ဆိုတော့ညနောက်မှဆိုရင်ဘာလို့လဲဆိုတော့ဒီကြောက်တုံးတွေကအလကားဖြစ်တယ်ဒီတိုင်းဆိုရင်အခုဆိုရင်ဘေးတင်းတွေပါဆောက်ပြီးတော့ဘာညာလောက်ရမှရှိရဆိုတဲ့အတွက်ဒီကောင်မလို့သေးဘူးဗောနော်အော် okay ဆိုတော့အားလုံးက1900ရတယ်ဆိုတော့ဝယ်တာ15ခုဝယ်တာဆိုတော့50မလား950ဘူးဝယ်တာကို1900ရတယ်ဆိုတော့အာလူကအရင်မြက်တယ်ပါဗောနော်ဆိုတော့အဲကြောင့်မြန်နေဆိုတော့အာလူကိုစိုက်ကြဗောနော်6ရက်တယ်ဆိုတော့အာလူနောက်တစ်ခါစိုက်တယ်ဒါကောင်းမှမသိဒါပေမဲ့အဲ့လိုမျိုးဘာကြီးစိုက်မယ်ဆိုရင်အချိန်ကအလကားကုန်နေဗောနော်အဲ့တော့ဒီနေ့ဆိုရင် boxer line in the down today boxer လားဒီတော့မရှိဘူးလေအခုမှလာတဲ့ဟာဗောနော်ဒါ wiki ထဲမှာတွားရှာတော့တွေ့ရအဲ့တော့ဒီကောင်ကျတော့ဒီ HP နဲ့ဘာညာရောင်းနေဟာလားမသိဘူးဆိုတော့မနေ့ကနေတာမယ်ဒီကပုံမှန်မယ်ဒီနေ့ကဘာပြောမလဲscare pro အကြောင်းဒီစားကြရုပ်အကြောင်းပေါ့နော်ဆိုတော့အိမ်မလာရင် local store ကိုကြည့်ပါဆိုတော့နောက်တဲ့အိတ်တခုမြင်ဖို့က1000မှဆိုတော့မလို့သေးဘူးပေါ့နော်ဒီကောင်10ခုဖြစ်နေပြီဆိုတော့ဟုတ်ပြီအပင်ခုတ်ဖို့ကစီစဉ်မရှိသေးဘူးထင်တယ်ဆိုတော့ဒီ ace ကို level တင်လိုက်ကောင်းလားမသိဘူးဘာလို့ဆိုတော့ပစ္စည်းတခု level တင်နေနောက်တစ်ခုတင်လို့မရဘူးပေါ့နော်အဲ့ဒါပြဿနာတစ်ခုရှိရယ်ဆိုတော့အခုစဉ်းစားတာကကျတော့အခုစဉ်းစားမိသွားတာပေါ့နော်ကျတော့ ace ကိုတင်မယ်တင်တဲ့အချိန်မှာ mind ဝင်သွားမယ်ဆိုတော့ XP ရဲ့အချိန်မှာဒီ package ကို level တင်မယ်ဒီကောင်တင်တဲ့အချိန်ကျရင်ငါးများမယ် fan မယ်ဆိုအဲ့လောက်ဆိုအဆင်ပြေတယ်ဆိုတော့အာလူတွေကထက်ရပြန်ပြီဆိုတော့အာလူတွေရပြတော့မိုးလေးရွာနေဖြစ်တဲ့အတွက်ဒီနေ့ကပတ်စံပုံရင်ပေါ့နော်အာလူတွေစိုက်လိုက်မယ်ညငါဝယ်တောင်ဝယ်ပြီးပါပြီသူကအခုမှကြော်ညာတယ်ဆိုတော့ Robin ကသူ့ရဲ့ဒီပစိန်ပြောက်သွားလို့ပေါ့နော်ရှာတွင်250ပေးမယ်ဆိုတော့အဲ့ကောင်တော့နေရာတတ်မှတ်ပြီးသားထင်တယ်ဒါတစ်ချက်သွားယူလိုက်ရမယ်ဒါပေမဲ့နောက်မှဆိုတော့မျိုးထဲမှာစောက်ရောင်းတဲ့လူလာပြီဆိုတော့ဒီစောက်ရောင်းတဲ့ဟိုကဘယ်လိုလဲဆိုတော့တစ်ချက်တက်ကြည့်မှာပေါ့နော်တခါမှမကြုံဘူးသေးဘူးဆိုတော့အရင်တစ်ခါပွဲလာတာမှားပြီးတော့ကြည့်မိရလားစောက်ရောင်းနေတယ်ဗမာတော့စောသေးလို့လားမိုးရနေတယ်ဆိုင်ဘူးအိုးဒီမှာမြားထိုးပေးထားတယ်တွေ့ပြီဒီမှာအပေါ်ဘက်တက်သွားတယ်ရောမဟုတ်ညောဖြစ်နေဟုတ်โอเคဒါကြီးအကုန်လုံးလုံးဝအစ်စ်တွေကြီးပဲအဆက်ကြည့်ရင်ဆိုတော့ဒီကကျတော့family experience foraging fishing wait ဟမ်ဆိုတော့15000ပေးရင်ပို့ပြီးတော့မြန်သွားမယ်ပြေးတာဒါပေမဲ့အဲ့ဒီကပတ်1ဆိုတော့ပတ်1ပတ်2ဘာညာရှိအောင်မှာဆိုတဲ့အဓိပ္ပာယ် okay horse the book you can okay မြင်းစီးရဲ့ပုံမြန်တယ်အပင်တွေဖြတ်ပြေးနေမြန်သွားတယ်ဒီကောင်ဆောင်းမိုက်တာပဲ
အော်ဘယ်လောက်ရှိလဲတဲ့ဘယ်လောက်ရောင်းရင်ဘယ်လောက်ရမလဲဆိုတာကိုတခါလေးမြင်ရတယ်3000ပေးရအရင်တော့မလိုဘူးဒါပေမဲ့မိုက်တယ်နော်ဆိုတော့အခုတော့ဘာမှမတတ်နိုင်သေးဘူးဆိုတော့ဒီတိုင်းပဲပေါ့နော်ဒါပေမဲ့ဒါလည်းမလေဂိမ်းဆိုတဲ့အတိတ်ပဲပေါ့โอเคဆိုတော့ညဘာမှလုပ်လို့မရအောင်အဲ့တော့ဒီ H ကို level တော့မြင့်မယ်ပေါ့နော်ဒီ level မြင့်ဖို့အတွက်ဆိုရင်ဒီနားဒီအောက်ဘက်နားမှာပဲရှိရဟုတ်ပြီဒီမှာဒီအိမ်ထဲမှာနေရပါတော့ဆောဆောင်းကပစ္စည်းတွေအဲ့ကိုမြင်နေပဲရဆိုသူစီမှာဝယ်လို့ရတယ်ဆိုသူစီမှာဆိုလည်းအဲ့တိုင်းပဲပေါ့နော်ဒီကိုက150နောက်ပိုင်းကျရင်900လား1000လားအဲ့လိုမျိုးဖြစ်သွားပါတော့ပထမနှစ်မှာဈေးရမ်းပေါ်တယ်ပစ္စည်းအကုန်လုံးကဒါပေမဲ့အရင်ကြီးလည်းမလိုသေးတဲ့အချိန်မှလို့ပေါ့နော်ဆိုတော့အခုချိန်မှာတော့အဲ့အချိန်အဲ့ဒါကြီးဝယ်ပြီးပတ်စံဖြုံလို့မရသေးဘူးเนาะဆိုတော့အိုး2000တော့ဟူးအိုး2000တော့ in a couple days อ่ะဘာတိပဲတော့2ရက်လား3ရက်လားကဲဆိုတော့ပတ်စံ2000ဒီတိုင်းဖြုံလိုက်ပါပြီဟုတ်ဒီနေ့ကကြာလာပြီဆိုဟိုကဖွင့်တယ်ကုံစုံဆိုင်ဖွင့်ပါတယ်ဆိုတော့သူစီကနေပြီးတော့အာလူအစီတောက်ဝယ်လိုက်မယ်ဆိုတော့ဒီအာလူတွေပဲတစ်ခါရောင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီ300ဆိုတော့ဒီကောင်စားမှဆိုမရောင်းတော့ပါโอเคအခု20 oops စနေကြော်ဟိုဒီအောကဘယ်ရလဲဆိုတော့ဒီတိုင်းပဲနော်မြေကြီးတူးလိုက်တာမြေကြီးတွေကထွက်လာတာဆိုတော့ဒီနေ့လေဒီရသလောက်တူးပြီးတော့ရသလောက်မိုင်းကိုရသလောက်တူးဆင်းနိုင်မယ်ပေါ့နော်တော့ level 40ရောက်ပြီပေါ့နော် level 40ရောက်တော့ sling shot ရပြီ sling shot အမ်မိုကဘယ်လိုရမှာစပစ်ကရလေးကောင်ဟိုဘေးစီတွားပြီးတော့ဟုတ်ပြီတခါလေး40ရောက်တာဆိုတော့ဒီကောင်လေးကနည်းနည်းပဲရဆိုတော့လေတုံးလို့ရအောင်လို့ဆိုပြီးတရားလေးယူပါဆိုတော့ဒီကောင်လေးကဘာလို့အများကြီးယူထားလဲဆိုတော့ဒီကောင်လေးနည်းနည်းလေးပဲတက်လို့ပေါ့နော်မြန်ကုန်အောင်တုံးကျင်လို့ယူပါတယ်ဆိုတော့ဒီရဲဝင်လို့ရပြီလို့ပြောတယ် climb 10ကောင်တက်လိုက်တော့โอเคဘာတွေရောင်းတော့အများကြီးပဲရေးရတယ်ပတ်စံမရှိရလေးပဲဟုတ်ဆို heavy နည်းနည်းအဲ့လိုမျိုးဟိုကဖြစ်လို့ရတဲ့ဟာလိုချင်တာပေါ့နော် right click သုံးလို့ရမှာဆော့ဒီကောင်ဆိုရင် right click သုံးရင် right click သုံးဒီကောင်ဆိုကာလိုက်တာပေါ့နော်ဘာမှမလုပ်ဘူးပေါ့ဒီအယူကိုတော်တော်သဘောကျ48မလားဒီကောင်ဆို61ဆိုဒီကောင်ဝေးလိုက်ကွာဒါပြန်ရောင်းလိုက်မယ်စင်နာရီကဆိုဒီဘူးမဲလာလားအဲ့ဒီကောင်ပေါ့နော်ဆိုဒီ club အမျိုးအစားတွေကဟာလိုချင်တာပေါ့နော်ဒီကောင်ဆိုလဲရ club အမျိုးအစားပဲဆိုဒီကောင်လေး right click ပါလဲဆိုလို့ထုချလိုက်တာထုချလိုက်ရင် AOE အနေနဲ့ထိရပါတော့အဲ့တော့အကောင့်နေအများကြီးဆိုလဲဟောဖြစ်လို့ရတယ်ပြီးတော့ဒီဟာတစ်ခုပြည့်သွားပြီဆိုရင်ဟိုဟာတစ်ခုစီရတယ် robot တစ်ခုစီရတယ်ပေါ့နော်ဆိုတော့ kill ဆိုဒီဘေးစီမှာပစ္စည်းတစ်ခုပြည့်သွားပြီဆိုရင်တွားပြီးဟောဖြစ်လို့ရတယ်ပေါ့နော်ဆိုပြန်ပြီးဆင်းလိုက်အောင်မယ်ဆို level 50အထိကိုရောက်သွားပြီပေါ့နော်ဒါပေမဲ့အချိန်က12:20ဖြစ်နေပြီဆိုတော့ဘာရတယ်မသိဘူးဖက်နဲ့ရဟုတ်ပြီဒီဖက်နဲ့ဘာပေးတယ် defense နှစ်ခု immunity တစ်ခု defense တစ်ခုတတ်သွားရဆိုတဲ့သဘောပေါ့ဆိုတော့အိမ်ပြန်မိပါမလား2 နာရီဆိုအဲ့ဒီပြောဆိုမိလောက်တယ်ထင်တယ်
ဒါပေမဲ့တကယ်တော့အိပ်ပျော်ကပစ္စည်းအကုန်ကျဆိုတော့ရှိတဲ့ပစ္စည်းအကုန်ထားခဲ့လိုက်မှာပေါ့နော်ဆိုတော့မနေ့ကကြာရင်လည်းဒီပုံစံနဲ့ပဲဆက်ပြီးတော့ဖန်သွားမှဖြစ်တဲ့အတွက်အော်အာယွန်အော်ရီကိုလည်းဟိုကပြန်လုပ်ချင်လိုက်တာဟုတ်ပြီမနေ့ကကြာမှတေချာလုပ်မယ်အဲ့တော့ယူပြီးပြန်သွားလို့လမ်းမှာအိပ်ပျော်သွားရင်ကြာသွားရင်လည်းနှမျောစရာဆိုတော့ဒီပုံစံတိုင်းပြန်ကြည့်လိုက်မယ်တကယ်လို့ဘာလို့ပြန်လာလဲပေါ့နော်ဒီတိုင်းနဲ့ဟိုဖြစ်လဲဟိုတကယ်လို့မေ့လဲသွားရင်လည်းပြန်ပြီးအိမ်ပြန်ရောက်မှာပဲဈေးကန်းတင်ရောက်မှာပဲဆိုပေမဲ့ဘာလို့လဲဆိုတော့တကယ်လို့ကိုကအိပ်ပျော်သွားဆိုနောက်နေ့ပြန်ထားရင်ဒီ energy bar အပြည့်အထိမလာဘူးပေါ့နော်အဲ့လို280ဆို250အဲ့လိုနည်းနည်းလိုနေပေါ့နော်အားကြောင့်ကိုပြန်အိပ်တာအပြည့်အထိပြန်ဖြစ်တယ်လို့ထင်တာပဲဆိုတော့2နာရီဆိုအိပ်ပျော်မှာဆိုတော့အခုကမိတော့မိတော့ပါတယ်တော့ကတိကတက်လေးမိရအဲ့ဆိုပြီးတော့ level လည်းတက်သွားရတယ်တင်တယ်တစ်ချက်ကြည့်လိုက်မယ် yes ဆိုဟုတ်ပြီ mining level တော့ minor 3ဆိုဟာရပါပဲတော့အဲ့တော့ energy အပြည့်ပြန်ဖြစ်တယ်ပေါ့နော်တေချာအိတ်လိုက်ရတော့ဆိုတော့ဒီကောင်အများကြီးပဲလှုပ်ချင်တာပေါ့နော်အဲ့တော့ဒီနေ့လေဖန်ရရတော့ဆက်သွားဖမ်းမယ်ပြီးပါပြီဆိုရင်ဒီ sprinkler ကြီးလှုပ်ဖို့အတွက်ပေါ့နော်ပြီးရင် farming တကယ်အပင်စိုက်ဖို့အတွက်တေချာလုပ်မယ်ပေါ့နော်ဆိုတော့ဒီနေ့လေသွားပြီးတော့ဖမ်းလိုက်အောင်ဆိုတော့ဒီမှာဟိုအမေးစီကနေပြီးတော့ဟို cookie ပြလိုက်တယ်ပေါ့နော်90 40မစိုးပါဘူးတော်တော်များတယ်လို့ပြောလို့ရတယ်ဆိုတော့ပြီးနောက်တစ်ခုတော့ရှိသေးတယ်မနက်ဖြန်ကျရင် festival ရှိရပေါ့နော်မနက်9:00 2:00ကြာကိုလာပါဆိုတော့မနက်ဖြန်ကျရင်ဘာမှမဖန်ဘူးဆိုတော့ဘာလို့လဲဆိုတော့အဲ့ကိုသွားလိုက်ပြီးပါဆိုအချိန်ကကုန်အောင်မှာဆိုတော့ဒီနေ့ရသလောက်ဖန်ပြီးတော့မနက်ဖြန်ကျရင် festival နဲ့အချိန်ဖြုံးမယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့မနေတော့လည်းအားတွေးရတဲ့ site ဖို့အချိန်မရှိလိုက်ဘူးပစ္စည်းအရင်ရှုံနေပြီများနေပြီဆိုတော့နောက်ကျရင်တေချာရှင်းမယ်ပေါ့နော်ဆိုတော့အခုကတော့ဒီတိုင်းသွားဖန်လိုက်မယ်အပင်လည်းမဆိုင်ထားဘူးဆိုတော့ဒီနေ့ကဒီမိုင်းကိုတေချာဆက်ပြီးတော့သွားမယ်သွားပြီးသွားပြီဆိုရင်မနေ့ကကျရင်ပွဲသွားမယ်သွားပြီးတော့မနောက်နေကြမှာပေါ့နော်ဒီလေတွေကပတ်ထက်တဲ့ဟာကိုတော့ချန်တော့တေချာအဲ့တော့မှပဲတေချာစိုက်ပြီးတော့တေချာ sprinkler တက်ပြီးတော့လုပ်တော့မယ်ပေါ့နော်ဆိုတော့သွားဖန်လိုက်မယ်ဒီနေ့ကတော့9 ခုပဲအောက်ကိုရောက်ရတယ်ပေါ့နော်ဒီမိုင်းတွင်က55ထိပဲရောက်ရတယ်ပြီးတော့ combat ကလည်းပဲ2ရောက်ရတယ်ဆိုတော့ကြောက်တုံးတူရတာဆိုင် combat တွေကပူချနေရပေါ့နော်အောက်ပိုင်းနေမှာအဲ့လိုဖြစ်နေတော့ဟိုအရင် level နှိမ့်နေတော့ဓာတ်တွေက level အရင်နှိမ့်နေတော့တိတ်ပြီးတော့တော်ကြာတက်နေရတယ်ကောင်အဲ့လိုဖြစ်နေအဲ့တော့ဒီကောင် level 2ရောက်သွားတယ်ရှင်းနေပုံမှန်ပဲမနေ့ကမိုးရမှာပြင်ပြေဆိုတော့ဒါလေးလောက်ထားပါဘောနော်ဆိုဒီကောင် level နဲ့ပြီးတော့ဟိုကလည်းသွားခြင်းသေးရဲ့ဒီနေ့ကသွားလို့မရတော့တင်တယ်ဒီနေ့ကတော့ဒီတိုင်းပဲထားလိုက်တော့မယ်ဆိုတော့ဘယ်နှခုရအောင်လဲဒီမှာကတခု5ခုတော်က6ခုရမယ်ဒီမှာ9ခုနဲ့ဆိုတော့sprinkler လုံးလို့ရလောက်ပြီရပြီဘာလဲဆိုတော့ upgrade မြင်3ခုပဲလုံးမယ်အဲ့ချားထဲမှာလဲဟိုကဖြစ်မှာဆိုတော့လေတော့ဒီကောင်က level အနေဆုံးဟာဖြစ်တဲ့အတွက်ဘေးနား4ခုကိုပဲသူကရီလောင်းမိမှာပေါ့နော်အဲ့တော့စဉ်းစားနေတာဒီလိုတစ်ခုထားမယ်ဒီကောင်4ခုလောင်းမယ်မလားဒီကောင်တစ်ခုထားမယ်ဒီနားမှာတစ်ခုထားမယ်ဆိုရင်ပတ်လေအကုန်လုံးရတယ်ဟုတ်အားလုံးစိုက်မယ်ဆိုရင်ဒီလိုဒီ4နေရniceဆိုဒီလိုပုံစံပေါ့နော်ဒီလိုပုံစံသူကနေတိုင်းရေလောင်းပေးမှာပေါ့နော်ဆိုဒီလိုအောက်ကိုအရှည်လိုက်သွားအဆင်ပြေမယ်တင်တယ်မတက်နိုင်ဒီနားမှာထားဒီကောင်နောက်ရွှေ့
ဒီမှာ၄ခုထည့်ရโอเคဒီမှာစိုးစိုးရွားရွားမဖြစ်နေပါဘူးတက်ရတာလေးပြီးအောင်ရေးလောင်းလိုက်အောင်ကဲဆိုပွဲတဲ့သွားကြမယ် nice ဆိုတော့ပထမဆုံးကြုံရတဲ့ event မှာ FS တွေပဲဆိုရဟာတော့အချိန်မရှိဘူးကျေးဇူးလောက်ရှောက်သွားလို့ရတယ်တက်တာတွေပွဲလို့ရတယ်မတန်တော့မတန်ပါဘူး၄ခုတော့ရမှာနော်ဒါကြအလားစိုက်တာဖြစ်သွားတယ်ကျွန်တော်နေ့ကျရင်တော့ပတ်ဆိုင်ဆောင်းအများပြီးအကုန်ဝယ်လို့ရမှာပါအခုကတော့ဘာမှမဝယ်တော့ဆိုတော့ဒီဘယ်လိုခေါ်မလဲဒီကဘာကောင်းလဲဆိုတော့လူတိုင်းနဲ့စကားလိုက်ပြောလို့ရရပါတော့ဟိုကဒီမှာတိုးလားမသိဘူးတိုးတယ်အော်โอเค festival မှာဆိုရင် festival မှာရှိရလူတိုင်းစကားလိုက်ပြောလို့ရတယ်အဲဆိုမိတ်ဆက်တဲ့ mission မှာတစ်ခါတည်းပြီးရမယ်ထင်တာဆိုရအကုန်အဲ့ဒါလေးလိုက်ပြီးမိတ်ဆက်လိုက်အောင်ထင်တာတော့လူအကုန်ဆုံသွားပြီထင်တယ်အော်ဆိုတော့ဒီပွဲစမယ်ဆိုရင်ပေါ့နော်လူရစီသွားပြီးတော့ဒီအဟန်စမလားဆိုစမယ်ဆိုရင်ဒါဟိုကျုပ်ပြိုင်ခေါက်အောင်ပါပေါ့နော်အများဆုံးဆိုရင်ဘာလည်းမသိဘူးရမှတ်တော့မှမီတော့โอเคဒီနောက်မှာတစ်လုံးရှိရယ်ဒီဘေးမှာတစ်လုံးရှိရယ်ဥပဒေဟာမသွားတော့ညာဘက်ချမ်းသွားမှာသူတို့ကောက်တဲ့လမ်းရှိရယ်ပေါ့နော်အဲ့ဒီလမ်းတိုင်းကောက်မယ်ဆိုရင်အမြဲတမ်းဟိုတိတ်ရပါပေါ့နော်ဟိုလှမ်းကောက်လို့ရ nice အော်ဒီမှာတစ်လုံးခုနလုံးမရတယ်ဘယ်နှလုံးဆိုနိုင်မလဲမသိဘူးရော့ဘယ်လုံး7လုံး5စက္ကန့်ကျန်သေးတယ်2လုံးအိုးဒီမှာတစ်လုံးရှိတယ်မီးရောဟုတ်ပြီဘယ်သူနိုင်မှာလဲကိုယ်နိုင်ပါပြီဟုတ်တယ်နော်ဘာရပါတော့ပြောဒီမှာမင်းရဲ့စုဆိုပြီးတော့အဲ့ဒါပဲပြောသွားဘာစုရဟုတ်တယ်ဒီမှာနော် straw hat ရရလူပီဖြစ်သွားပါပြီဗျာဒီအင်ဂျီနဲ့ကွက်တီအင်ဂျီအနီနဲ့ဘောင်းမီလေးဒါအပြာဖြစ်သွားလိုက်ဟာရဘောင်းမီမရှိရောဘောင်းမီလေးဒါအပြာဖြစ်သွားလိုက်နော်လူပီဖြစ်သွားပြီကဲအဲ့ရညရောက်သွားဆိုရင်2မျိုးစီဖြစ်သွားပါဘောနော်ဆိုတော့အဲ့အကုန်ပြီးသွားပြီဆိုမနေ့ကညပစိန်လေးပြန်လာယူအောင်မယ်ဒီနေ့ကဘာမှလုပ်လို့မရတော့ဘူးညာဤလုံးဒါလေးလောက်ထားလိုက်မနေ့ကျရင်ဘောနော်ဒါရေလောင်းထားတင်တယ်ဘောနော်ပုံမှန်ဆိုရင်ရေလောင်းထားတင်တယ်ဘောနော်ဆိုတော့ဒီကဘိုင်းနဲ့ရပေါ့နော် basic retaining soil ဆိုတာ chance နဲ့ပေါ့နော်ပြန်ကောင်းရေလောင်းစရာမလိုပြောရဲဆိုပေမဲ့တကယ်မလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုရီးယား sprinkler ကြီးပဲသုံးမှာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့နှစ်ဖန်ကြရင်ဟိုပစိန်ပြန်သွားယူမယ် library ပြန်သွားမယ်ဒီနေ့မိုးရွာတာပဲအခုတနင်္ဂနွေနေ့ပဲပြန်ရောက်ပြီတကယ်လည်းမိုးရွာနေတော့ဘာထူးမှာတော့အစိမ့်နေတယ်ဟုတ်ဆောပစိန်ကို
ဒီဟာကို level ပေးခဲ့ဆို level မြင့်နေလားမမြင့်နေလားစဉ်းစားမယ်မြင့်လိုက်တာတော့ပိုကောင်းတယ်ဟုတ်ပဲမြင့်လာတဲ့အချိန်မှာငါဖမ်းပြီးတော့ပတ်စံရှာမယ်ပြီးလက်နက်ကို level မြင့်အောင်လုပ်မယ်အဲ့ဒါဆိုရင်မိုင်းတွင်းကအဆုံးထိလုံးဝဟိုးအဆုံးထိသွားလို့ရတယ်ဆိုတော့အဲ့ပုံစံတိုင်းအဆင်ပြေလောက်တယ်အဆင်ပြေလောက်တယ်ပြီးတော့ဒီ geo တွေလည်းသွားခွဲရမှာဆိုတော့ geo တွေကအများကြီးပဲရှိတယ်ဒီထဲမှာအာရှိပါဦးမှာ73ခုတောင်ရှိတယ်ဆိုတော့ဇန်နာဒီလဲတစ်ခုစီဒီကောင်တစ်ခုမယူပါသေး sorry ဆိုတော့တခါတည်းဟိုဘာလို့ခေါ်လဲဒီ museum မှာတွားပြီးလို့ရမယ့်ဟာတခါတည်းယူမလို့ပေါ့နော်ဒီကနေစပြီးအောက်ပိုင်းရဟာရေကောင်တော့ museum တွားပြီးရဒါတခုနဲ့ဒီကောင်ရှိပြီလားညကျွန်တော်မလို့တင်တယ်ဒီမှာငါးတွေပဲရှိရမှာဟုတ်ပြီဒီကောင်ရပြီးဆိုရင်ဟိုပါဖြစ်မှာပေါ့နော်တွားပြီးဟိုပြလိုက်တော့မယ်လေဘယ်တော့မြင်လိုက်တော့မယ်ပတ်စံ2000လိုတာပဲအခုမှသတိထားမိရဲ့ဆိုတော့မနေ့ကမှရရမှာပေါ့အခုဒါပဲအခုမှသတိထားမိရဲ့အဲ့ဆိုရင်မထူးပါဘူးအပင်စိုက်တဲ့ဟို sprinkler ပဲလုပ်ပြီးတော့ဟုတ်ပြီသူ့ရဲ့ပတ်တန်နည်းနည်းမြင်သွားတယ်သူ့ရဲ့ပတ်တန်တစ်ခုကြော်ပေါ့နော်ဒီကောင်ဆိုတစ်ခုဆိုရင်အဲ့ပေါ်ဒီလိုအသေးနှစ်ခုပြီးရင်တစ်ခုပြန်လာဒီကောင်ဆိုအဲ့တိုင်းပဲဒီလိုဘေးတိုင်းနှစ်ခုပြီးသွားရင်တစ်ခုပြန်လာရပေါ့နော်အဲ့ပုံစံတိုင်းသွားတဲ့ပုံပဲဆိုတော့ဒီကောင်ဆိုရင်ဒီနားမှာရှိမယ်ဆိုတော့အဲ့ဒီတစ်ချက်လုံးမပြင်ငါဖမ်းမယ်ပြီးတော့ဒီနေ့ကတော့ပတ်စံမလောက်တဲ့တော့ပတ်စံ2000ကျော်ရအောင်လို့ပေါ့နော်သွားဖမ်းလိုက်မယ်ဆိုတော့ဒီမိုင်းတွင်းရကြတော့ဘာလို့မဝင်လာလဲဆိုဝင်ဟိုကတနေ့ခတ်နေပြီပေါ့နော်အဲ့တော့အဓိကပတ်စံပဲရင်သွားရှာလိုက်မယ်ဒီနေ့ကျတော့အဲ့တော့ဒီနေ့ဘယ်လောက်ရလဲဆိုတာညကြမှာတွေ့မယ်ဆိုတော့အောက်ဘက်မှာငါးသွားမြမယ်ဆိုပြီးတော့သွားတဲ့အချိန်မှာဒီကက်စင်နဲ့ဝင်သွားရပေါ့နော်အားလည်းနန်လိုက်တာဆိုပြီးတော့ဒီရေစိုးများကနေဘာလို့တော့ခတာလဲဘောနော်ငါဒီညောင်းနေကိုလိုက်ပြီးတော့တွားလိလာချင်းတယ်ကန်ဒါမှာကြီးရှိမယ်ဆိုကန်ဒါတူ Professor ကန်ဒါmuseum မှာပေါ့နော်သူအိမ်ကနေပြီးတော့ဒီတော့ကြသွားမြင်ဘူးရပေါ့နော်အားကြောင့်ဒီကတော့ဖြစ်လောက်တယ်ဆိုပြီးတော့ကိုကောင်အတန်သွားပြီးအမဟုတ်ကိုကောင်မအထက်ကအတန်ပြီးအထက်ကနေအတန်ကြားအဲ့ဆို museum ထဲလဲဘာလို့ museum လဲဘာလို့လုတ်တင်လဲဆိုတော့ဒီကျဲကိုသွားတဲ့တော့ရမှာပေါ့နော်အဲ့ကြောင့်နောက်တော့အတန်ထက်ချရဲဆိုတော့ဒါအရေးမပေးလိုက်တာပေါ့နော်ဂိမ်းကဒါလေးလဲလာမယ်ဆိုပြီးတော့ဒီနေ့လောက်ရမယ်ငါဖမ်းမယ်ဆိုကိစ္စဆက်ပြီးတော့ဖမ်းလိုက်အောင်ဆိုတော့ဒီနေ့ကဒီမြစ်ထဲမှာပေါ့နော်သွားဖမ်းတာငါသွားဖမ်းတာဆိုတော့ level 4ရပါပြီ recycling machine 1 bin deluxe bag အဲ့ဆိုဒီဟာပါငါဖမ်းနေရရပါတော့ဒါပေမဲ့ဒီကောင်ဈေးကောင်းလို့ဆိုပြီးဒီကောင်ကကြတော့ဒီတိုင်းရောင်းလိုက်တယ်ဆိုတော့ဟိုတမပီပြတိုက်ကိုတမပီလိုက်ရပါတော့ပြတိုက်ဆိုတာအေးပေါ့ပြတိုက်ပေါ့ဆိုတော့ဒီနေ့မှာကမိုင်းတူးတာတို့အဲ့ဒီဗာလဲမိုင်းတူးတဲ့ဟာတွေဒီဟာတွေရတဲ့ပစ္စည်းအကုန်လုံးကိုတွားပြီးတော့ဒီနောက်ပိုင်းဟာရေပေါ့ဒီနောက်ကဟာရေပစ္စည်းအကုန်လုံးကိုဒီပြတိုက်ကိုတွားပေးမယ်ဆိုတော့ပြီးတော့ဒီ level မြင့်ထားတဲ့ ace လည်းပြန်သွားယူမယ်ဟုတ်ပြီဒီနေ့ကပါတော့
okay salmon berry ပေါက်မယ်ဆိုတော့ nice okay ဒီမှာရေကုန်လောင်းလာရပါတော့ဒီရန်တာရokay မာတတိပေးရဆိုတော့နောက်လာရောက်သွားပြီဆိုဒီလမှာပေါက်တဲ့ဒီလမှာပေါက်တဲ့ပင်တွေကတော့တေသွားမှာပေါ့နော်အဲ့တော့အဲ့ဒါမတိုင်ခင်တခုစီစဉ်ဆိုပြီးပြောတာဆိုတော့ဒီရောက်တစ်ချက်ရှိုးလိုက်မယ်ဒီကိုသွားမယ် Blasphemy က9နာရီမြူဇီယမ်8နာရီဆိုတော့မြူဇီယမ်ကိုအရင်သွားလိုက်မယ်အော်ပြီးတော့ဒီမှာဟိုပေါ့နော်ဒီဘန်တယ်ဟိုဗာလေ community center ဘန်တယ်မှာလိုတဲ့ဟာတွေပေါ့နော်ဖမ်းလို့ရတဲ့ဟာတွေအကုန်လုံးကိုဖမ်းထားလိုက်တယ်တစ်ချက်ပြန်သွားစစ်ကြည့်လိုက်မယ်ဆိုရင်အခု level နဲ့ဖမ်းလို့ရဆိုနောက်ထပ်2ခုရှိသေးရပေါ့နော်ဒီနေရာဒီမှာဖမ်းလို့ရတဲ့ဟာဆိုအခုမနက်ပိုင်းနဲ့ဆိုတော့တွားပြီးတော့ဖမ်းကြည့်လိုက်မယ်အဲ့မှာဒီမြစ်ထဲမှာပေါ့နော်မနက်ဖက်6နာရီရနေည9နာရီဆက်တော့ကြည့်လိုက်အောင်မယ်ဒီမြစ်ထဲမှာပေါ့နော်မြစ်ထဲမှာတွားပြီးတော့ဟိုဖြစ်မယ်ဆိုရင်ငါဖမ်းမယ်ဆိုရင်အဲ့ဒီ sunfish ဆိုတဲ့ sunfish ဆိုတဲ့မလေးဟဲ့ငါကဒီရနိုင်စီရှိရပေါ့နော်ဆိုတော့အဲ့ကောင်တစ်ချက်သားဖမ်းမယ်ဆိုတော့ဒီမြေထဲမှာငါဖမ်းရင်ဒီတရားဘောကနေဖမ်းလို့ရတယ်။မတရားဘောကဖမ်းရင်တဲဖမ်းရရဆိုမှပေါ့နော်တရားဘောကဖမ်းတာနည်းနည်းကြည့်လို့ကောင်းတယ်။ကိုရီးယားမြေနဲ့တရားဘောကပဲဖမ်းပြတယ်ပေါ့နော်။ဆိုတော့ပထမတစ်ကောင် sunfish ဖြစ်မလားပေါ့။ဆိုတော့ဒီဟာကပိုးကအရင် level နေနေတော့တစ်ကောင်ဖမ်းရင်တော့ကြာရပေါ့နော်။အော်ပြီးတော့ပြောမလို့ပဲမနေ့ကလည်း river jelly တခုရရပေါ့နော်။ဂျယ်လီအဲ့လောက်မရှားတဲ့ပုံပဲဒါပေမဲ့ပြီးတဲ့လောက်ကတော့အဲ့ကောင်တွေပြီးရင်ဟိုစာအုပ်နဲ့တွားလဲလို့ရရပြောရပေါ့နော်ဝီကီမှာအဲ့တော့စုထားလိုက်တာကောင်းမင်းဆိုတွေးပြီးတော့အဲ့တော့အခုဒီ sunfish ရတဲ့အထိတစ်ချက်ဖမ်းကြည့်မယ်ပေါ့နော်ဒီကောင်တစ်ချက်ရှိလိုက်မယ်ဒီကောင်နည်းနည်းလှုပ်တာကျင်းအဲ့ဆိုဖြစ်မလားမသိဘူး perfect okay ကဒီပဲဆိုsunfish လည်းရပါပြီဆိုတော့အခု level နဲ့ fan လို့ရနောက်ထပ်တစ်ခုပဲရှိရောပဲပေါ့နော်။ဘာလဲဆိုတော့ဟိုဟာ mining ထဲမှာ goldfish ဆိုတဲ့ငါးရှိရပေါ့နော်။အဲ့ဒီငါးသွားဖမ်းမယ်။အဲ့ဒါပြီးသွားပြီဆိုရင်ဒီနွေဦးရာသီပေါ့နော်။နွေဦးရာသီမှာဖမ်းလို့ရတဲ့ငါးတွေအကုန်လုံးဖမ်းမိသွားပြီဆိုတဲ့ပေါ့နော်။ဆိုတော့ collection မှာတခုမှမရှိဘူးတဲ့ဆိုပြီးတော့မင်းဒါရှာတွေ့ရလားငါ့ကိုပြစမ်းဆိုပြီးတော့ဆိုတော့အမှန်တကယ်ပထမတစ်ခုပြကြရသူပထမအာဒီဖက်ပေါ့နော်ပထမတစ်ခုရကြတဲ့ကသူ့တပြမှာပေါ့နော်ဒါပေမဲ့ကိုရီးယားလုံးဝဒီဟာယူမသိချင်အောင်ဆောင်တာဒါပေမဲ့အခုတော့လှူပေါ့နော်ဒါလှူရင်သူစုရပေးမယ်ဘာညာဆိုရတဲ့ဆိုတော့ friends ကိုယူလာပေးပါဘောနော်ပစ္စည်းဆိုပြီးတော့အခုတော့ပစ္စည်းကိုပြောက်တောက်ထားမယ်ပေါ့နော်နောက်ကျမှပြန်ပြီးတော့စီမယ် okay ဆိုဒီနားမှာရတဲ့မြတ်ပစ္စည်းအကုန်ထားလိုက်nice ဆိုတော့နှစ်ခုရပြီပေါ့နော် cauliflower စီရယ် melon စီရယ်ဆိုတော့ melon ကကြတော့နွေရာသီမှာဆက်ရမှာနွေဦးနေကိုဒုတိယရာသီမှာဆက်ရမှာပေါ့နော်အခု cauliflower ကကြတော့အခု season မှာဆက်ရမှာဆိုတော့ညောက်ဒါလှူတဲ့နေ့ကငါတည်းလေးထည့်ရ nice တော့အောက်ဆုံးရောက်စီချင်တာဟုတ်ပြီဆိုတော့ဘယ်လိုတွေးထားလဲဆိုတော့ဂျီယုတ်တွေတော့ခွဲလို့ရတယ် okay နောက်ထပ်မိနစ်20စောင်းလိုက်အောင်မယ်ဆိုတော့ဒီဂျီယုတ်တွေ
ဒီ G အုပ်တွေပေါ့နော်ခွဲလို့ရပါပေါ့နော်ခွဲလိုက်ရင်အဲ့အထဲမှာစောင့်လိုမျိုးတူလို့ရပစ္စည်းထွက်ကောင်းထွက်လာနိုင်တယ်ပေါ့နော်အားကြောင့်အော်ပြီးတော့ဒီဒုတိယဒီ frozen G အုပ်ဆိုတာကျတော့40ကနေ60 40ကနေ60လေ40ကနေ80 40ကနေ60ဖြစ်လိမ့်မယ်အဲ့ဒီဟာကဒီ mind ring ရဲ့ပေါ့နော်40ကနေ60မှာကဟိုဟာနှင်းတော့နှင်းအခန်းရှိပေါ့နော်အဲ့နှင်းအခန်းမှာရတဲ့ဟာပေါ့နော်ဒီ okay cover package cover x ရပြီဆို package ကိုလည်းလုပ်ချင်တယ်okay package ကျန်ရဲ့အိမ်မှာဟုတ်ပြီအခုတော့ Geo ပဲခွဲလိုက်မယ်ပေါ့နော်ပြီးမှရော့ဒီမှာအဲ့လိုအစ်စ်တွေဒီကောင်ကျတော့လည်းအဆင့်မြင့်တဲ့ဟာကြီးရရပါတော့ Ghost Crystal okay ဒါတော့ကမကောင်းဒါရပြီးသားလားဒါရပြီးသားတင်တယ်အော်ဒီမှာအစ်စ်တွေလည်းရရပါတော့ဆိုတော့အဲ့ဒါတွေကိုဟိုစောစောကဟာစီဟိုဗာမြူဇီယံသွားပြင်အများကြီးရမှာပေါ့နော်ဒါနောက်တဲ့ဟိုဟာထည့်ရမှာဆိုတော့ဗာကြီးရမလဲတစ်ချက်ကြည့်လိုက်မယ်ခွဲတာအစ်စ်တွေအများကြီးပဲရပဲโอเคတောက်ကြီးတက်ကတော့ဒါနောက်ခုပြောပါဆိုတော့ဒီကောင်လေးကနောက်တစ်ခုဆိုရင်အကုန်လုံးရောင်းမှာပေါ့နော်တစ်ခုပဲဟိုသွားပေးမှာပေါ့နော်ကျန်တဲ့ဟာအကုန်လုံးရောင်းမှာဆိုတော့ခဏနေရမလို့တော့သွားပြီးတော့ library သွားပေးလိုက်အောင်မယ်အများကြီးပဲဟာဒီကောင်ရယ်ဆိုတော့ဒီကကြီးရောင်းနေပတ်စံရရဆိုပေမဲ့တခါတည်းဒီဟာပဲပြီးကျင်တော့ဟာဘာရီရအော်ဟိုဟာဒီကောင်လေးကဘောနော်လို့အများကြီးလှူပဲပေါ့နော်လှူရင်ပြီးလားမပြီးလားဆိုတော့သိချင်ဒီလိုမျိုးပစ္စည်းတွေကိုအောက်ကိုတွက်ကြည့်လိုက်ပေါ့နော်ဒီကောင်ဆိုရင်အောက်ဒီလိုထောက်ကြည့်လိုက်ရင်အောက်မှာနာမည်ရေးတာပေါ့နာမည်တော့မဟုတ်သူ့ရဲ့ program နဲ့ဒီ description ပေါ့နော်ဘာလဲဆိုတာကိုရှင်းပြတာပေါ့နော် the yellow crystal is sparklet with shimmering noodles noodleless ဆိုပြီးတော့အဲ့လိုမျိုးရှင်းပြထားရှိရပေါ့နော်ဆိုတော့ရှင်းပြထားရှိရဆိုတော့ဒါလှူပြီးွားရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစစ်လို့ရတာပေါ့နော်ဆိုတော့ကျန်တဲ့ဟာတွေကိုရောင်းပြီးတော့ဒီနေရာဟို package ဆိုပြန်ပြီးတွားယူပြီး level မြင့်လိုက်ပါတော့နော်ဆိုတော့ပြီးကြမှာတွေ့မယ်ဆိုတော့ဒီနေ့ကဘာမှထူးခြားကြမလို့ဖြစ်လိုက်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ငါးတွေပေါ့နော်အခုအချိန်ထိဖမ်းလို့ရတဲ့ကွက်ဆဲကပါတဲ့ငါးတွေပေါ့နော်အကုန်လုံးဒါသွားပြီးတော့ပြီးလိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီ Tiger Trout the Tiger Trout အကြောင်းကကြတော့သူကကြတော့ຫນွေဦးတွေဆောင်းပေါ့နော်၄ခုရှယ်ဆိုရင်ဆောင်းဦးနဲ့ဆောင်းမှာပဲရတာဆိုတော့မဖြစ်နိုင်သေးဘူးဒီကောင်ကြော်မယ်ဆိုတော့ဒီကောင်ဆိုလဲဒီနှစ်ခုရှိရယ်နောက်တစ်ခု wall eye okay wall eye ကိုတစ်ချက်ကြည့်မယ်ဆိုရင် wall eye နဲ့ဆောင်းဦးနဲ့ဆောင်းမှာပဲရရဖြစ်တဲ့အတွက်ဟိုကိုတွေမဖြစ်နိုင်သေးဘူးပေါ့နော်ရဖို့อ่ะဆိုတော့ဒီကိစ္စပြီးပြီဆိုတော့ crab ball ကတော့လုံးဝမထိရသေးဘူးဟိုပါလေဒီပင်လေးကကောက်ထားတဲ့ဒီ3-4ဦးလောက်ကတော့ရပြီဆိုပေမဲ့crab ball လည်းအရင် run တင်တယ်နော် okay ဆိုတော့ဒီကောင်ကရဖို့လွယ်တယ်အရင်မကြောက်နဲ့အာယုံဆိုင်လိုက်ဆိုတော့ဒီဟာ3ခုရမယ်ဆိုတော့ဒီ sturgeon ဆိုတဲ့ကောင်ကຫນွေနဲ့ဆောင်းနဲ့နှစ်ခုရမယ်ပေါ့နော်ဆိုတော့အခုအချိန်မဖြစ်နိုင်သေးဘူးโอเคဒီပါပြီးပြီဆိုတော့ဒီကောင်ဆိုကျန်တာတူနာရဲ့ rest snapper ရဲ့ stilabia ရဲ့တူနာနဲ့ rest snapper stilabia တူနာတစ်ချက်စစ်ကြည့်လိုက်တဲ့အချိန်မှာဒီကောင်တွေ3ခုကလည်းဆိုတော့ຫນွေကြမှာရမှာဆိုတော့ဆိုတော့ဒီဘန်တွေကစောင်းမှပြီးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့မတက်နိုင်ဘူးနော်အခုကပြီးတယ်လောက်ပဲဘာမှတော့တခုမှတော့မပြီးပါဘူးဆိုပေမဲ့ຫນွေဦးမှာရနိုင်တဲ့ငါးတွေအကုန်လုံးကိုဒါထည့်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီကောင်ပေါ့နော်ဒီဟာကိုတစ်ချက်ကြည့်မယ်
ဆိုတော့ဒီလေးခုရယ်ဘယ်ရောက်သွားတော့ဒီကောင်ပေါ့နော်ဒီရွှေရောင်၅ခုပေါ့နော်အဲ့ဒီ၅ခုကိုဒါဥတီပြီးတော့ဒီအပင်စိုက်မယ်ပေါ့နော်အခုကမိုင်းနဲ့တတူလာလို့မရသေးဘူးပေါ့နော်ဒီဟိုအောင်လဲ level မြင့်ထားရဲဆိုတဲ့အတွက်ဆိုတော့ဒီကောင်ဥတီပြီးလောက်ရမယ်ဒါပေမဲ့အဲ့ဒါတော့ဒါနောက်ပဲဆုံးပါပေါ့နော်ဒီနေ့ကတော့ဒီဟာကုံအောင်လို့ဒီ energy ကုံအောင်လို့ဒါအပင်ခုတ်သုံးပြီးတော့ပြီးပြီပေါ့နော်ဆိုတော့နောက်နေ့မှာဒီအပင်စိုက်ဖို့အတွက်ဒီ bundle အတွက်ဥတီပြီးတော့လောက်ရမှာဖြစ်တဲ့အတွက်ပြီးတော့တခြားကြီးလဲဆိုတော့လုံးဆရာကြီးကအများကြီးပဲပေါ့နော်တခြားကြီးလဲဟိုကလည်းလှုပ်ရှင်တရားလှုပ်ရှင်ပြီးအကောင့်လည်းမွေးကျင်သေးပေါ့နော်အဲ့အတွက်ပတ်စံအရင်ဖန်ရမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီမပြီးခင်ဟိုကဒီနေ့ရောင်းတာဘယ်လောက်ရလဲဆိုတာတစ်ချက်ကြည့်လိုက်မှာပေါ့နော်ပြီးသွားရင်အိမ်မယ်ပေါ့နော်ဆိုတော့ရောင်းပြီးတော့ပတ်စံရလာရင်တစ်ချက်ပြန်လာခဲ့မယ်ဆိုတော့ကြည့်လိုက်ရအောင်တစ်ပင်coin နဲ့ level တောက်โอเคဘာတန်လည်းမသိဘူးကြားလိုက်ရတာငါအော်ရဲ့အတန်ထင်တာပဲကိုကောက်ကဲမော့ဆုဟာဒီကောင်းနေမြင်တော့မမြင်ဘူးမမှတ်မိရပဲဖြစ်မှာပဲထင်တာပဲဆိုတော့ငါးနှကောင်ရောင်းဆို mineral ရောင်းတာပေါ့နော်ဘယ်ကောင်အများဆုံးပြီးတယ်ဒီကောင်200ဆိုတော့ဒီကောင်အများဆုံးပဲပေါ့နော်ချိန်အများဆုံးပဲโอเคဆိုတော့1600ရတယ်ဆိုတော့ဒါအပင်ဆိုင်ဖို့အတွက်ဒီနေ့ပေါ့နော်အပင်ဆိုင်ဖို့ share fan မယ်နေပေါ့နော်ဒီနေ့ဘာဖြစ်သွားလဲတစ်ချက်ထွက်ကြည့်လိုက်အောင်ဒီမှာရေဖြန်းနေမြင်နေရအဲ့ဆိုโอเคဒီမှာတစ်ချက် sprinkler တကူဒီမှာโอเคဆိုရေဖြန်းနေဘာမှဖြစ်လို့လဲလန့်သွားဒီကနေငွေထွက်နေတဲ့ထင်တာဟုတ်ပဲဆိုဒီနေ့ episode ကတော့လောက်ပဲဆိုတော့နောက်နေ့ကျရင်ဒီ community center ရဲ့ဒီ quest ပေါ့နော်စစပြောတဲ့ဟိုအပင်နဲ့ပတ်သက်တဲ့ quest တွေကိုပြီးအောင်လုပ်မယ်ဆိုရဒီနေ့ကလောက်ပဲဒါနောက်နေ့ကျမှဒီနောက်ထပ်ဟိုဘာတွေလုပ်မလဲဆိုတဲ့ session ပြပြီးတော့ပြန်လာခဲ့မယ် peace